တန်ရောစဉ်ဆိုတဲ့တရားလေးစကားလုံးလေးလူတိုင်းသုံးကြတန်ရောစဉ်ဆိုတာဘာတော့လို့မေးရင်အနှောင်အဖွဲဒီနေရာဖြင့်ချီနှောင်တတ်တဲ့သဘောဒုက္ခနဲ့ကိုယ်နဲ့ပူးနေအောင်မလွတ်မလပ်ဖြစ်နေအောင်ချီထားတာတုတ်ထားတာနှောင်ဖွဲ့ထားတာအဲ့လိုချီနှောင်တတ်တဲ့တရားကိုတန်ရောစဉ်လို့ဒီလိုခေါ်တယ်အဲ့ဒီတန်ရောစဉ်ဟာအလွန်တရာမှခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတန်နဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့တစ်သားနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေဟာတကယ်အနှောင်ဖွဲ့အစ်စ်လို့မဆိုရဘူးတဲ့ကိလေသာတရားတွေလို့ဆိုရတယ်နောက်ပြီးတော့ဦးဇင်းတို့ရှင်းပြမယ်တန်ရောစဉ်10ပါးပေါ့နော်အဲ့ဒီတန်ရောစဉ်ဆိုတဲ့အနှောင်ဖွဲ့ကတော့အလုံးခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုပြီးတော့ဒီအနှောင်ဖွဲ့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဂါထာလေးနှစ်ပုဒ်ဟောတာရှိတယ်လူတိုင်းစဉ်းစားကြရလဲကောင်းတယ်ဒီဂါထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကယဟန်တော်တွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တာခါတစ်ပါးမှာယဟန်တော်ရှင်မြတ်တွေမြို့ထဲကနေစွန့်ငံပြန်ပြီးတော့ကြွလာကြတော့မြို့ထဲမှာသူတို့နည်းနည်းထူးခြားတဲ့မြင်ကွင်းတစ်ခုမြင်ခဲ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ရာဇဝသားတွေကိုကောသလမင်းကြီးကအနှောင်အဖွဲ့အမျိုးမျိုးပေးပြီးတော့နှိမ့်ဆက်ညှင်းဆဲတာမြင်ခဲ့ရတယ်အလွန်ဆိုးသွမ်းတဲ့ရာဇဝသားတွေဆိုလို့ရှိရင်တန်ချီချင်းကြီးခတ်တာတချို့ရာဇဝသားတွေကြတော့လည်းပဲခြေတော်နှချောင်းကိုမလှုပ်နိုင်အောင်နော်တစ်သားအနှောင်အဖွဲလက်နှချောင်းရောခြေနှချောင်းရောလှုပ်လို့မရအောင်နှောင်ဖွဲထားတယ်တချို့အပြစ်ပေါ်တဲ့ရာဇဝသားတွေဆိုရင်ကျိုးနဲ့ခြီထားတယ်ပေါ့အဲ့ဒါလိုတန်ချီချင်းနော်တစ်သားအနှောင်ဖွဲကျိုးအနှောင်ဖွဲအစရှိတဲ့အနှောင်ဖွဲတွေနဲ့နှောင်ဖွဲ့ခံနေရတဲ့ရာဇဝသားတွေကိုမြင်ရတော့ဒီလောက်ခိုင်ခိုင်မြဲမြဲချီနှောင်ထားတဲ့အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားမှတော့ဒီလူတွေဟာဘလို့ထွက်ပြေးနိုင်မလို့ဘလို့နည်းနဲ့မှသူတို့ထွက်မပြေးနိုင်ကြဘူးဒီအနှောင်ဖွဲ့တွေကကြောက်စရာကောင်းလိုက်တာလို့ယဟန်တွေရဲ့စိတ်ထဲမှာအဲ့ဒါလိုတွေးမိတာဒါညနေခင်းကာလရောက်တော့အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကိုရှောက်ကြတာအဲ့ဒါလိုလျှောက်ထားတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကယဟန်တို့တဲ့အဲ့ဒီတန်အစရှိတဲ့တင်သားအစရှိတဲ့အကျိုးအစရှိတဲ့အရာတို့ဖြင့်ပြုတ်ထားတဲ့အနှောင်ဖွဲ့တွေဟာတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့တွေလို့မဆိုရဘူးတဲ့နော်အချင်းချင်းမိသားစုဝင်ချင်းချင်းရွှေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်တဲ့ခင်တဲ့သူချင်းချင်းတန်ရောစဉ်အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားတဲ့အဲ့ဒီအနှောင်ဖွဲ့ကသာလေတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်လို့အဲ့လိုမြတ်စွာဘုရားကစကားနေတန်းတန်းပြီးတော့ဂါထာနဲ့ပုတ်ဟောပြတယ်နာတန္တလံပန္ဒနာမဟုတိရာယထာယတန္တာရုဇပပ္ပဇင်္စတာရတရထမဏိကုံတလေသူပုဒ္ဒေသူဓာရေသူစယာအပိက္ခာဧတန္တလံပန္ဒနာမဟုတိရာဩဟာရိနတိတိလံဒုပ္ပမုံဇာဧတံပိစေတဝါနာပရိပဇန္တိနပိက္ခိနောကာမတုခံဘာယဒိဗေကဘာပြောလို့ဆိုတော့ယဟန်တို့တဲ့ယရာယတန္တာရုဇပပ္ပဇံတန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေကိုဒီရာဉာဏ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေကဒလံမြဲမြံတဲ့အနှောင်ဖွဲ့လို့နာအာဟုမဆိုကြဘူးတဲ့တန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့ကိုမြဲတဲ့အနှောင်ဖွဲ့လို့မဆိုပါဘူးတဲ့ဉာဏ်ရှိတဲ့လူတွေကဘယ်လိုနှောင်ဖွဲ့မျိုးကိုမြဲတဲ့နှောင်ဖွဲ့လို့ဆိုလဲတာရတရထမဏိကုံတလေသူပုဒ္ဒေသူဓာရေသူစယာအပိက္ခာမဏိကုံတလေသူဗရမညာနဲ့တောင်အစားရှိတဲ့လက်ဝတ်လက်စားတွေရဲ့ပုံမှာဆွဲမဲ့တဲ့လောဘဒီနေရာမှာမဏိကုံတလေသူကိုအဓိပ္ပာယ်နှစ်မျိုးပြောတယ်လက်ဝတ်လက်စားတွေပုံမှာဆွဲမဲ့တဲ့လောဘလို့ဆိုလို့ရတယ်လို့လက်ဝတ်လက်စားတွေဝတ်ထားတဲ့သားတွေသမီးတွေဇနီးမယားတွေလင်းယောက်ျားတွေဒါတွေရဲ့ပုံမှာဆွဲမဲ့တဲ့တန်ရောစဉ်တရားကိလေသာတရားကိုလည်းပဲဆိုလိုတယ်ပေါ့
ဏိကုံတလေသူဗရမ ्या တော်ဝဆင်ရထားအပ်သောပုဒ်တိတုဓာရီတုစသားမယားရဲ့ပုံမှာယာအပိက္ခအကျင့်ပြင်းထန်တဲ့ငက်ကွက်မှုဆိုတာရှိတယ်အဲ့ဒီပြင်းထန်တဲ့ငက်ကွက်မှုဟာဧတံတလံဗန္ဒနာမဟုတေတာပညာရှိတွေအတွက်ဒါဟာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်ပမကံကသိကြတဲ့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဆိုတာမိသားစုဝင်ချင်းချင်းညီကိုမောင်နှမချင်းချင်းရွှေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်ကြခင်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းနှောင်ဖွဲ့ထားတဲ့တနည်းအားဖြင့်ဒီဒေသနာရပြောရရင်ယာအပိက္ခငက်ကွက်မှုကိုထပ်ပြီးတော့နားလည်အောင်ဘယ်လိုများရှင်းပြရပါ့မလဲနော်ငက်ကွက်တယ်ဆိုတာစိတ်ထဲမှာရှိနေတယ်မထားခဲ့နိုင်မထားရက်ဘူးစိတ်ထဲမှာနော်ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့လုံမထားရက်ဘူးအဲ့ဒါကိုငက်ကွက်တယ်လို့ဆိုမယ်ဆိုနိုင်ကောင်းတယ်အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာနော်ဒီလူကိုတော့တစိမ့်ပြင်ပလို့ဘာမှမဆိုင်တဲ့လူတယောက်လို့မထားခဲ့နိုင်ဘူးဒီလူကတော့ငါလူကိုယ့်ရဲ့အတွင်းလူဟုတ်လားအဲ့ဒါဘာလဲလို့မေးငက်ကွက်မှုပေါ့နော်အဲ့ဒီငက်ကွက်မှုဆိုတာရှိတယ်တဲ့အဲ့ဒါမျိုးကိုသာလေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဧတံတလံဗန္ဒနာမဟုတေတာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုတယ်တဲ့အဲ့ဒီခိုင်မြဲတဲ့အနှောင်ဖွဲ့ကိုမြတ်စွာဘုရားကစကလုံး၃လုံးနဲ့နည်းနည်းလေးထပ်ပြီးတော့ပုံပေါ်အောင်ရှင်းပြတယ်ဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံစံဒီငက်ကွက်မှုဆိုတဲ့တန်ရောစဉ်အနှောင်ဖွဲ့ဟာဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံစံဆိုတာဘာပြောအောင်ဆိုဖြေဖို့ခက်တယ်တဲ့တိဋ္ဌိလရော့လေးလို့ထင်ရတယ်တဲ့နော်ဒါပေမဲ့လို့အလွန်တရာမှဖြေဖို့ခက်တယ်ဒီတိုင်းပဂရိတိုင်းနေလို့ရှိရင်အနေရခက်တယ်ဒီအနှောင်ဖွဲ့ကြောင့်ကြက်ကြက်တေးကြီးဖြစ်နေတယ်လို့လည်းပဲမထင်ရတဲ့အတွက်ကြောင့်တာမာအဖြစ်ဆိုလို့ရှိရင်တော့နှောင်ဖွဲ့ခံရလို့နှောင်ဖွဲ့ခံရမှန်းတော့မသိရလောက်သူကတိမ်မွေ့တယ်ကိုကြိုးချီခံထားရတယ်လို့တောင်ခံစားလို့မရအောင်လွတ်လပ်နေတယ်လို့ထင်ရတဲ့အနေအထားမျိုးထိရအောင်သူကရော့တယ်ပေါ့ဒီကျိုးကဒါပေမဲ့ဘလို့အနေအထားမျိုးမှာဒီကျိုးဟာခိုင်ခိုင်မာမာချီထားတယ်ဆိုတာကိုသိနိုင်တယ်လေဆိုရင်ယုံကြည်တဲ့အခါမျိုးမှာသိနိုင်တယ်တာမန်ကိုအိမ်မှာကိုနေတယ်ဆိုရင်အိမ်ရဲ့အနှောင်ဘဝဒီလောက်ကြီးတယ်လို့မထင်ရဘူးအိမ်ကနေခွာလိုက်ပြီဆိုတာနဲ့အိမ်ရဲ့အနှောင်ဘဝကြီးတယ်ဆိုတာသိနိုင်တယ်နော်အဲ့ဒါလိုပဲလူချင်းချင်းအတူတူနေကြတဲ့အချိန်မှာအချင်းချင်းပေါ်မှာချီနှောင်ထားတဲ့ဒီအနှောင်ဘဝဟာသိပြီးတော့ခိုင်မြဲတယ်လို့မထင်ရပေမဲ့လို့နော်တယောက်နဲ့တယောက်နော်အကြောင်းမျိုးကြောင့်တဏှာစီရောက်နေပြီဆိုတဲ့အခါမျိုးမှာဒီအနှောင်ဘွဲကခိုင်ခိုင်မြဲမြဲရှိနေပါလားဆိုတာကိုသိရတယ်ပေါ့ဟုတ်လားဒါကြောင့်တိဋ္ဌိလလျှော်ရဲတယ်လို့ထင်ရတယ်တဲ့ဒုဗ္ဗမုံစဒါမှမလို့ဖြေဖို့ကတော့အလွန်ကိုခက်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောဒါမှမလို့အဲ့ဒီဖြေဖို့ခက်တဲ့ဒီအနှောင်ဘွဲကိုပဲဧတံပိစိတ္တဝါနပြိပဇံတိအနပိခိနောကာမတုခံဘာဟာယဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဧတံပိစိတ္တဝါနာအဲ့ဒီအနှောင်ဖွဲ့ကိုပဲဖြတ်တောက်ပြီးတော့ကာမတုခံကိုဘာဟာယပယ်ပြီးတော့အနပိခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ပြိပဇံတိယဟန်ပြုနိုင်ကြတယ်ဒီနေ့အဖြစ်လူတွေနဲ့မတူတဲ့အသွင်ပြင်ရှိတဲ့မြင့်မြတ်တဲ့လုပ်ကိုမြင့်မြတ်တဲ့အလုပ်ကိုလုပ်ဖို့အတွက်အခွင့်အရေးအများကြီးတာတဲ့ယတိယဟန်ရဲ့ဘဝအဖြစ်ကိုကူးပြောင်းနိုင်ကြတယ်ဘယ်လိုလူမျိုးတွေကူးပြောင်းနိုင်တော့အဲ့ဒီအနှောင်ဖွဲ့ကိုဖြတ်တောက်ပြီးတော့ဖြတ်တောက်တယ်ဆိုတာကသမုဒ္ဒေတာပဟာအဖြစ်ဖြတ်တောက်တဲ့အနေအထားမျိုးကိုတော့ရာနှုံးကြီးပြောလို့မရဘူးနော်အဲ့တော့ဒီဝက်ကလေးဝတ်သွားတာနဲ့တန်ရောစဉ်တွေအကုန်ပြတ်သွားတယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဖြတ်တောက်တယ်ဆိုတာကဒါကဘယ်လိုပြောရမလို့မဝိနိုင်တဲ့အနေအထားထိရောက်အောင်တင်းနေလောက်အောင်တော့မရှိဘူးလို့ဒီလိုသဘာဝကြကြပြောနိုင်တယ်ပေါ့နော်တရားနေခွာနိုင်တယ်ဆိုရင်မခွာနိုင်လောက်အောင်တင်းနေတာတော့မရှိဘူးပေါ့ဒါပေမဲ့အမြဲတမ်းကြာနှုံးပြီးသမုဒ္ဒေတာပါအဖြစ်အပြီးတိုင်ပြတ်တောက်သွားတာလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့ဟုတ်လားအဲ့တော့သူဖြတ်တောက်နိုင်တဲ့အနေအထားလေးက
ထွက်ခွာနိုင်လောက်တဲ့အနေအထားလေးထိရောက်အောင်တော့ဖြတ်တောက်နိုင်တယ်မထွက်ခွာနိုင်လောက်အောင်တားထားတဲ့အတားအဆီးတော့မဟုတ်အဆင့်ကတော့အမျိုးမျိုးရှိတယ်လို့ဆိုရမယ်နော်ကာမတုခကိုဘာယပယ်ဆွံ့၍အနပခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ဣတံပိစိတ္တဝါနာအဲ့ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့ပရိပဇံတိနော်ယတိယဟံပြုနိုင်ကြတယ်တဲ့နော်ဒီကထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကဒီဘုရားဖြစ်မှဟောလိုက်တာကြီးတော့မဟုတ်ဘူးသူကဘုရားမဖြစ်ခင်ဘောတစ်ခုတုန်းကလည်းပဲယတိသူတော်စင်တစ်ပါးအနေနဲ့ဒီကထာနှစ်ပုဒ်ကိုဟောဖို့တယ်အဲ့ဒါမြတ်စွာဘုရားကဒီခုကောသလမင်းကြီးရဲ့နောက်ရာဇဝသားတွေကိုနှောင်ဖွဲ့ထားတာကိုမြင်ရလို့အဲ့ဒီအနှောင်ဖွဲ့လောက်မြင်တာတော့ရှိမယ်မထင်ပါဘူးလို့လာပြီးတော့လျှောက်ထားလာတဲ့ယဟန်တွေကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဗန္ဒနာကာရဇတ်တော်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားဟောပြတာလည်းရှိတယ်အဲ့ဒီဇတ်တော်ကိုအရင်တို့အချင်းချုပ်ပြီးတော့ပြောရရင်တခုသောဘဝတုန်းကဘုရားလောင်းကအမေအိုကိုပြုစုလုပ်ကြွေးပြီးတော့အမေတစ်ခုသားတစ်ခုနေကြရတဲ့အနေအထားမျိုးကြုံခဲ့ဘူးတဲ့အဲ့လိုနေတော့မေကြီးကဒီသားကိုသူ့ကိုပြုစုရတာပင်ပန်းတယ်ဆိုတော့အတင်းအိမ်အောင်ပြုခိုင်းတယ်အဲ့ဒါအလိုမရှိဘဲနဲ့မေချမ်းသာဖို့အတွက်သားဖြစ်တဲ့လူကအိမ်အောင်ပြုရတယ်နောက်တော့မေကြီးတည်သွားတဲ့အခါကျတော့ဒီဇနီးနဲ့အတူတူနေကြရင်းနဲ့သူဟာစာတုံးကရည်ရွယ်ထားတာကမေတည်လို့ရှိရင်ရဟန်းပြုမယ်ယသိဝက်မယ်လို့သူကရည်ရွယ်ထားတာ哦အဲ့ဒါမေသေးသွားတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုသူပြောတယ်ငါရဟန်းပြုတော့မယ်ယသိဝတ်တော့မယ်အဲ့တော့အဲ့ဒီအချိန်မှာပဲမိန်းမကကိုဝင်ရှိအဲ့တော့ဒီကလေးလေးမွေးပြီးမှဝတ်ပါရဟန်းပြုပါအဲ့ဒါနဲ့ကလေးမွေးပြီးတည်တည်စောင့်ရတယ်ကလေးမွေးပြီးပြီဆိုတော့တခါမိန်းမကိုခွင့်တောင်းပြန်တယ်အဲ့ဒါမိန်းမကကလေးနှုတ်ပြက်တည်တည်စောင့်ပါဦးနောက်ကလေးမတ်တက်ပြေးတည်တည်စောင့်ပါဦးကလေးသူ့ဟာသူရက်တည်နိုင်တည်တည်စောင့်ပါဦးနဲ့တရပြီးတရတလားပြီးတလားဆွဲလာတဲ့ခါကျတော့နောက်ကြတော့ဒီတိုင်းသာကြာရှည်လုံနေလို့ရှိရင်ငါကြီးမှန်းကျအောင်မမဟုတ်ဘူးဆိုတော့အဲ့ဒီသားအမိနှစ်ယောက်မသိခင်ထွက်ပြေးတယ်တဲ့ဘုရားလောင်းနောက်ထွက်ပြေးပြီးတော့တော်ထဲမှာသူယသိဝေရင်နဲ့တူတူပြောရရင်အဲ့ဒီမှာသူဇန်နေပါလိရဇန်ရတဲ့အခါကျတော့လူလောကမှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့နှိုင်းဆိုင်ဘာမှပြောလို့နှိုင်းရှင်လို့မရတဲ့ချမ်းသာမျိုးကိုသူရတယ်ပေါ့တော့လွတ်လပ်တဲ့ပေါ်ပါတယ်ငြိမ်းအေးတယ်ဘာနှောင်ဖွဲမှမရှိဘူးဆိုတဲ့အနေအထားမျိုးနဲ့ချမ်းချမ်းသာသာကြီးသူနေရတယ်အဲ့ဒီမှာဇံကစားရင်းနဲ့ဇံချမ်းသာကိုခံစားရင်းနဲ့ဒီကာထာနှစ်ပုဒ်ကိုသူမကြခဏရွတ်ဆိုလေကျူးရင်နေတဲ့နတ္တတလံဗန္နနမဟုတ်တိတာယထာယတံဓာရုဇပပ္ပဇင်္ဇတာရထရတမတိကုံတလေသူပုတ္တေသူဓာရီသူဇာယာအပိခတန်နဲ့လှုပ်ထားတဲ့တက်သားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုဉာဏ်ရှိတဲ့လူတွေကခိုင်မြဲတဲ့နှောင်ဖွဲ့လို့မဆိုကြဘူးတဲ့ဗရမညာနှောင်းတွေလက်ဝက်လက်စားတွေဝတ်ထားတဲ့နောက်သားမရရဲ့ပုံမှာငဲ့ကွက်မှုလို့ဆိုတဲ့အဲ့ဒီအနှောင်ဖွဲ့ကိုသာလေပညာရှိတဲ့ပုဂ္ဂိုလ်တွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်အဲ့ဒီအနှောင်ဖွဲ့ကတော့ရော့နေတယ်လို့ထင်ရတယ်ဒါပေမဲ့လို့ဖြေဖို့တော့အလွန်ခက်တယ်ဒါကိုပဲဧတံပိစိတ္တဝါနာပရိပဇံတိအနပခိနောကာမဒုက္ခံပဟာယနော်ကာမချမ်းသာကိုပယ်ပြီးတော့အဲ့ဒီအနှောင်ဖွဲ့ကိုဖြတ်တောက်ပြီးတော့နော်ကာမချမ်းသာရဲ့ပုံမှာငဲ့ကွက်မှုမရှိဘဲနဲ့ယဟန်ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီကာမချမ်းသာတဲ့လွန်ကဲတာလွန်နဲ့မြင့်မားတဲ့ချမ်းသာလို့ဆိုတဲ့ဇန်ချမ်းသာကိုရမယ်ပေါ့နော်အဲ့ဒီတုန်းကလည်းပဲသူဒီကာထာနှစ်ပုဒ်ကိုရွတ်ဆိုခဲ့ဘူးတယ်ဆိုပြီးတော့မြတ်စွာဘုရားကနော်ဒီအကြောင်းအရာလေးကိုပြောပြပြီးတော့ဒီကာထာနှစ်ပုဒ်ကိုဟောတာအဲ့ဒီမှာဦးဇင်းတို့နီးဝန်းကျင်မှာရှိတဲ့တရားနာပေးသက်တွေတရားသူတရားမြတ်တွေရကြတယ်လို့ဒါဓမ္မပဒထကရာထဲမှာလည်းပဲအဲ့လိုဖွင့်ဆိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီမှာခိုင်မြဲတဲ့အနှောင်ဖွဲ့ဆိုတာလေးနဲ့ပတ်သက်ပြီးတော့တန်ရောစဉ်10ပါးရှိတယ်ဆိုတာကိုအလုံးကြားဘူးရတယ်ကျိုး10ချောင်းပေါ့အဲ့ဒီကျိုး10ချောင်းကအောက်ကိုဆွဲချနိုင်တဲ့ကျိုး5ချောင်းရယ်နော်အထက်ကနေပြီးတော့ဆွဲတင်ထားတဲ့ခြိထားတဲ့ကျိုး5ချောင်းရယ်ဆိုပြီးတော့ကျိုး10ချောင်းဥဒ္ဒံပါကိယအဒောပါကိယစားတော့အဲ့လိုသုံးတယ်နော်အထက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး5ချောင်းရယ်အောက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး5ချောင်းရယ်အောက်ကိုဆွဲချနိုင်တဲ့ကျိုး5ချောင်းကဘာတုံးဆိုတော့တက္ကာယဒိဋ္ဌိဆိုတဲ့ထင်ရှားဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့ငါလို့သူလို့ထင်မှတ်မှားနေတဲ့သဘောနော်အဲ့ဒီကျိုးကအောက်ကိုဆွဲချနိုင်အဝိသိကိစ္စတဲ့
ယရဏမြတ်သုံးပါးနဲ့ပတ်သက်လို့သူတော်ကောင်းတရားနဲ့ပတ်သက်လို့ပံကံနဲ့ဆုံးဖြတ်ချက်မချနိုင်မင်းနဲ့သူလို့တွေးတောပြီးတော့ယုံမတန်တရားဖြစ်နေတဲ့သဘောဒါလည်းပဲအောက်ကိုဆွဲမဲ့ကျိုးတစ်ချောင်းနော်နောက်တိလပတ္တပရမတ္တတန်ရောစဉ်အဲ့ဒါကဘာလဲဆိုတော့မဟာကြီးဆိုဘုရားကြီးရှင်းပြတာလေးကိုအမိပြုပြီးတော့ရှင်းပြရင်ပို့ပြီးတော့နားလည်နိုင်မဲခင်၈ပါးအကျင့်မြတ်တရားကလွဲလို့ကျန်တဲ့အကျင့်တွေကိုငြိမ်းချမ်းမှုအစစ်အမှန်ကိုရစေတယ်လို့စွဲယူတာအဲ့ဒါကိုတိလပတ္တပရမတ္တတန်ရောစဉ်စာထဲမှာဖွင့်ပြတာကခွေးကျင့်နွားကျင့်စရှိတဲ့အကျင့်တွေနဲ့ဖြူစင်တန်ရှင်းနိုင်တယ်လို့ယုံကြည်တာမျိုးပေါ့ဒါကိုပို့ပြီးတော့ကြည်ကြည်ပြည့်ပြည့်ပြောရရင်အဲ့ဒီမဟာရှိစောဘုရားကြီးပြောထားတာလေအယမှတ်သားစရာကောင်းနော်တတိပဋ္ဌာန်တရားမဲခင်၈ပါးအစရှိတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားမြတ်စွာဘုရားဟောထားတဲ့ဒီသူတော်ကောင်းတရားတွေကလွဲလို့တခြားတကယ်စစ်မှန်တဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုရစေနိုင်တဲ့နိလန်းတွေရှိသေးတယ်လို့ထင်နေတာတခြားသောနိလန်းတွေကိုဒါလည်းပဲငြိမ်းအေးချမ်းတရားပါပဲလို့ထင်နေတာလွဲမှားတဲ့အထင်မှုပေါ့နော်တိလပတ္တပရမတ္တတန်ရောစဉ်ဟုတ်လားဒါလည်းပဲအောက်ဆွဲတဲ့ကျိုးတစ်ချောင်းနောက်ကာမိဆန္ဒကာမဂုဏ်အာယုံရဲ့ပုံမှာနော်အလိုဆန္ဒတေကိုကောက်ရင်လောဘပေါ့လေနော်အဲ့ဒီလောဘဟာလည်းပဲအောက်ဆွဲတတ်တဲ့ကျိုးတစ်ချောင်းနောက်ပြာပါဒတဲ့ဒေါသပေါ့နော်အဲ့တော့အောက်ကိုဆွဲချနိုင်တဲ့ကျိုး၅ချောင်းတနည်းအားဖြင့်အပယ်လေးပုံနဲ့မိတို့ရဲ့ဘဝကိုဆက်သွယ်ပေးထားတဲ့ကျိုး၅ချောင်းလို့လည်းဆိုနိုင်တယ်ပေါ့တက္ကာယဒိဋ္ဌိယဝိသိကိစ္စရဲ့တိလပတ္တပရမတ္တရဲ့ကာမိဆန္ဒရဲ့ဗျာပါဒရဲ့နောက်ဦးဇင်းတို့အထက်ကိုဆွဲပြီးတော့တင်နိုင်တဲ့နော်အထက်ဘုံဘဝတွေနဲ့ဆက်သွယ်ထားတဲ့ကျိုး၅ချောင်းလည်းရှိသေးတယ်တဲ့အလုံးကိုဖြတ်တောက်နိုင်မှအပြီးပိုင်လွတ်မြောက်မယ်ဆိုတဲ့အတိပ္ပယ်ကိုစဉ်းစားရင်းနဲ့ဒီအထက်ကျိုး၅ချောင်းကိုလည်းပဲမှတ်သားရမယ်ပေါ့ထက်ကျိုး၅ချောင်းကဘာလေးပြောတော့ဆိုတော့ရူပယာကရူပယာကတန်ရောစဉ်ဆိုတာရူပပြမာတွေဖြစ်လို့တဲ့ရူပပြမာဘဝကိုတွေ့တာမေမောဆွဲမဲ့တဲ့လောဘဓာတ်တစ်မျိုးပေါ့အရူပယာကတန်ရောစဉ်နဲ့အရူပယာကဆိုတာကအရူပဘုံဘဝဘုံဌာနကိုဆွဲမဲ့တဲ့လောဘဓာတ်တစ်မျိုးပေါ့နောက်မာနတွေအထင်ရောက်မှုဥဒိစ္စတွေပြန့်လွင့်မှုအဝိဇ္ဇာတဲ့သစ္စာလေးပါးကိုမသိမှုအဲ့တော့ဦးဇင်းတို့ရူပယာကအရူပယာကမာနဥဒိစ္စအဝိဇ္ဇာဆိုပြီးတော့ဒါကဦးဇင်းတို့ဥဒ္ဒံဘာဂိယတယောစဉ်၅မျိုးခုနတုန်းကအဒေါဘာဂိယတယောစဉ်၅မျိုးအောက်ဆွဲတဲ့တရားရဲ့အပေါ်ဆွဲမဲ့တရားရဲ့အဲ့ဒီတန်ရောစဉ်10ပါးနဲ့ပတ်သက်ပြီးတော့ဘုရင်တို့မလဲဆိုတော့ဘုရားကြီးမဂ္ဂဒေဝလင်္ကာထဲမှာလင်္ကာလေးတွေရေးထားတာရှိကိလေသာနဲ့ပတ်သက်ပြီးတော့ရေးတာတွေလည်းရှိတယ်နိဝရဏနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်ဥပါဒနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်အနုတ္တယနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်ဦးဇင်းတို့တခါတောင်ဟောဖို့ပါသေးရဲ့အနုတ္တယသို့မဟုတ်ချောင်းနေသောယံသူအနုတ္တယနဲ့ပတ်သက်ပြီးတော့ဆိုရေးခဲ့တဲ့လင်္ကာလေးကိုအခြေခံပြီးတော့ဟောတာပေါ့နော်ခုဒီမှာတန်ရောစဉ်နဲ့ပတ်သက်ပြီးတော့လည်းဆိုတော့ဘုရားကြီးကအလွန်တရာမှဉာဏ်ပညာကြီးမားကျေပြန့်တဲ့အတွက်ကြောင့်မှတ်သားစရာကောင်းရေးနိုင်တန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဤပါပကဘဝကိုလီအသိဉ္နဲ့တင်ကြီးနေဝဖြစ်သည်များ၌မြဲလပတ်နှောင်ကျိုးတန်နှောင်တို့မချောင်ကျက်တင်ဖွဲ့ချပြင်း၍ခပင်ပြောထုနတ်လူထုတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဇံတို့များထုတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းခြင်းရာမသွားတာကေပထမတစ်ပိုက်ကနော်တန်ရောစဉ်လို့ဆိုတဲ့ယုံညံ့တဲ့တရား10မျိုးရှိတယ်တဲ့အဲ့ဒီတရား10မျိုးကဒီဘဝ9ပါးမှာဖြစ်သည်မြတ်တတ္တဝါတွေကိုနော်မြဲလှပတ်နှောင်ကျိုးတန်လှောင်တို့တန်ချိုးနဲ့နှောင်ဖွဲ့ထားတယ်လို့ချီပတ်ထားတယ်လို့မချောင်ကျက်တင်ဖွဲ့ချီပြင်း၍မချောင်ကျက်တင်ဖွဲ့ချီပြင်း၍နော်စကလုံးသုံးလုံးတွေကအရင်မျက်စိထဲမှာထင်သာမြင်သာရှိတယ်ခပင်းပြောထုနဲ့လူထုတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဇံတို့များထုတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းခြင်းရာမသွားတာကဲအဲ့ဒီကျိုးဆယ်ကြောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်ဒီသတ္တဝါတွေဟာနော်ဒီတန်တရားဝတ်တွင်းမှာပဲကျင်လင်းနေကြရတယ်တဲ့တကယ်စစ်မှန်တဲ့ချမ်းသာနိဗ္ဗာန်တည်းရောက်အောင်သူတို့ဟာဟောက်ပြီးတော့မထွက်နိုင်ကြဘူးတဲ့ဒီကျိုးဆယ်ကြောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်မလွတ်မလပ်ပဲနေကြရတယ်တ
တန်ရောစဉ်ဟုစေစဉ်ဓမ္မဤပံပကဘဝကူလီအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့ဒီနေ့မှာဘဝကူလီဆိုတဲ့စကားလေးကိုလည်းပဲနားလည်ဖို့လိုတယ်ပေါ့နော်တတ္တဝါဒဘုံကိုဝါနဲ့လို့တချို့လည်းပဲဒီလိုကြက်မှတ်ထားတာလေးရှိတယ်ဟုတ်လားဘဝတွေကိုမြတ်စွာဘုရားအမျိုးမျိုးပိုင်းပြီးတော့ပြတာတွေရှိတယ်ကာမဘဝရူပဘဝအရူပဘဝလို့နော်ဘဝကို၃မျိုးပိုင်းတာလည်းရှိတယ်နော်ဒီမှာတော့ဘဝကို၉မျိုးပိုင်းခြားပြီးတော့ပြောတယ်ပေါ့အဲ့ဒါကဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာလည်းပဲများစွာပါပါလေတဘဝ၉ပါးဆိုတာကဘာတွေကိုပြောတာတော့ကာမဘဝရူပဘဝအရူပဘဝလို့၃ပါးကိုအခြေခံအရင်မှတ်ရနော်ကာမဘဝဆိုတာကအပေလေးပုံနဲ့လူဘဝနတ်ဘဝကိုကာမဘဝလို့မှတ်ရရူပဘဝဆိုတာကရူပဇမပြီဒါကိုရူပဘဝလို့မှတ်ရအရူပဘဝဆိုတာကရုပ်မရှိတဲ့အရူပဘဝကိုအရူပဘဝလို့အရူပဘဝမှာဖြစ်နေကြတဲ့ဇမတွေကိုအရူပဘဝနော်ရူပဘဝမှာဖြစ်နေကြတဲ့ဇမတွေကိုရူပဘဝကျန်တဲ့နတ်ပြည်ဇမနတ်ပြည်လူပြည်နော်အပေလေးပုံမှာဖြစ်နေကြတဲ့တရားတွေကိုကာမဘဝလို့ကာမဘုံလို့ဒီလိုမှတ်ရတယ်ကာမရူပအရူပပြီးတော့ဗာလို့တင်ကြီးတဲ့အတင်ကြီးတဲ့နေဝတင်ကြီးနာတင်ကြီးအတင်ကြီးဘဝအတင်ကြီးဘဝနေဝတင်ကြီးနာတင်ကြီးဘဝတင်ကြီးဆိုတာဘာပြောအောင်ဆိုတင်ညာရှိတဲ့ဘဝကိုယ်တော်မတို့ဦးဇင်းတို့ရနေတဲ့ဘဝဟာအဲ့ဒီတဲကိုလည်းအကျုံးဝင်တယ်တင်ညာရှိကြတဲ့တရားဝါတွေပေါ့နော်နတ်တွေလည်းပဲဒါတင်ညာရှိကြတဲ့တရားဝါတွေဇမားတွေထဲမှာလည်းတင်ညာရှိတဲ့ဇမားတွေရှိရနော်အဲ့တော့အတင်ကြီးဆိုတာတင်ညာမရှိတဲ့ဘုံဘဝကိုပြောတာတတ္တဝါတွေနေထိုင်ရဘဝကိုပြောတာအတင်ကြီးနော်တခါနေဝတင်ကြီးနာတင်ကြီးဆိုတင်ညာရှိသည်လေးမဟုတ်တင်ညာမရှိသည်လေးမဟုတ်နော်နေဝတင်ညာနာတင်ညာယနာဘုံမှာတောင်းနေကြတဲ့တရားဝါတွေကိုရည်ညွှန်းတာနော်အဲ့ဒါ6မျိုးရှိသွားပြီနော်နောက်ဦးဇင်းတို့ခန္ဓာ၅ပါးနဲ့ခန္ဓာဆိုတဲ့အစုအဖွဲ့နဲ့ပိုင်းဖြတ်ပြီးတော့ပြတာလည်းရှိသေးတယ်အဲ့ဒါကဘာလို့ဆိုဧကောကာရဘဝစတုဩကာရဘဝပြင်စောကာရဘဝဧကောကာရဆိုတာခန္ဓာတစ်ပါးပဲရှိတဲ့ဘဝနော်အတင်ညတပုံဘဝတွေကိုလည်းပဲတချို့ကြားဘူးလိမ့်မယ်လို့ထင်တယ်နော်အတင်ညတဗြမာဆိုတဲ့ကြားဘူးတယ်မဟုတ်လားအေးဟုတ်ခန္ဓာတစ်ပါးပဲရှိတယ်နော်နာခန္ဓာ၄ပါးမရှိဘူးယုတ်ခန္ဓာပဲရှိတယ်နောက်စတုဩကာရဆိုတာနာခန္ဓာ၄ပါးပဲရှိတယ်ခန္ဓာ၄ပါးပဲရှိတယ်ခန္ဓာ၅ပါးမစုံဘူးပေါ့နော်နောက်ပြင်စောကာရဆိုတာခန္ဓာ၅ပါးစုံတယ်ဒါကဘုသူတ္တပြောပြတယ်နော်ကာမဘဝရူပဘဝအရူပဘဝတင်ကြီးဘဝအတင်ကြီးဘဝနေဝတင်ကြီးနာတင်ကြီးဘဝဧကောကာရဘဝစတုဩကာရဘဝပြင်စောကာရဘဝဘဝကိုကိုမျိုးပိုင်းပြီးတော့နားလေကြည့်တာဒါကိုဆိုကြီးကရေးတာတန်ရောစဉ်ဟုရှေစဉ်ဓမ္မဤပံပကဘဝကူလီအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များ၌မြဲလှပတ်နှောင်ကျိုးတန်လောင်တို့မချောင်ကျက်တင်ပွဲချီပြင်း၍ခပင်းပြောထုနတ်လူတို့ဖြစ်တိုင်းကိုယ်နဲ့ပုဂ္ဂိုလ်စံတို့များထုတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းငြိမ်းရာမသွားတာခေမသွားတာဘူးဆိုတဲ့စကားလုံးလေးသေချာခန်းစားကြည့်နော်မလုံးတာဘူးဟုတ်လားအကြောင်းမျိုးမျိုးကြောင့်ဒီတွေကနေမထွက်တာဘူးစကားလုံးအသုံးနှုန်းတွေကတေသေးချာလေးစစ်စစ်ပေါက်ပေါက်တွေးကြည့်ရင်အလွန်ရတာရှိတယ်နော်သူကပြောလို့တဲ့သဘောလေးတွေကိုမြင်ရတယ်ပေါ့ဟုတ်လားဝကင်းချင်းရမသွားတာခဲ့ဘာလို့မသွားတာတော့နော်အဲ့ဒီတန်ရုပ်တင်ကျိုးတွေကမချောင်ကျက်တင်ဖွဲ့ချီပြင်းပြီးဖွဲ့ထားတာချီထားတာချောင်းကိုမချောင်ဘူးအလွန်ကိုကြက်ကြက်တဲ့ချီခံထားရတယ်နော်မချောင်ကျက်တင်ဖွဲ့ချီပြင်း၍ခပင်းပြောထုနတ်လူထို့ထို့နော်ဖြစ်တိုင်းကိုလည်းပုဂ္ဂိုလ်စံတို့များတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းချင်းရမသွားတာခဲ့ဒီတည်းပဲနေရတာနဲ့ပဲချိန်ကုန်နေတယ်ပေါ့ဆိုလိုတာအဲ့ဒါကိုဆက်ပြီးတော့ဆိုရဘလို့ရေးတော့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝေကင်းခြင်းရမသွားတာခဲ့ကာမရာဂဘဝစသည်တဲ့ဒါကတန်ရောစဉ်10ပါးကိုသူကအတူချုပ်လေးပဲပြောလိုက်တော့ကာမရာဂတန်ရောစဉ်ဘဝရာဂတန်ရောစဉ်ဟုတ်လားအဲ့ဒီတန်ရောစဉ်တွေဟာကာမရာဂဘဝစသည်လူတို့ပြည်ဝဲကြာကြီးမကတိမ်မွေ့လာတာအလွန်တိမ်မွေ့တဲ့ကြိုးမျိုးပေါ့တန်ရောစဉ်တရားကြာကြီးမကတိမ်မွေ့လာတာဒေဝဗန္ဒနာနတ်မနှမျိုးနတ်တို့ကျိုးထက်ထဘိုးလံကစစလွန်၍အဗန္ဒရာဟရယ၌ဖွဲ့ထသိမ့်မွေချီနှောင်လေ့လေဒေဝဗန္ဒနာနတ်မနှမျိုးနတ်တို့ကျိုးထက်တဲ့နတ်တရဲ့ကျိုးတဲ့တောင်ခိုင်မြဲတယ်တဲ့အဲ့တော့ဒီနေ့မှာနတ်တရဲ့ကျိုးဆိုတာနဲ့ပတ်သက်ပြီးတော့
ကောင်းတဲ့ပေါ်လာတာလေးတစ်ခုတရားမင်းနဲ့အာဝရိန္ဒာနဲ့အတူတာနဲ့နော်ရန်သူတွေစစ်ဖြစ်ကြတယ်ဆိုတာကဒါမြတ်စွာဘုရားရဲ့ဟောပြောချက်ဒေသနာတွေကိုအခြေခံပြီးတော့လူသားတွေသိခွင့်ရတယ်နော်အဲ့မှာအတူရာတွေဘက်ကနော်ခေါင်းဆောင်နမင်းကြီးကနော်တရားမင်းရဲ့နတ်မိဖုရားသူစာရဲ့ဖခမဲတော်ပဲလေအဲ့တော့ပြောရင်တာကအဲ့ဒီဝိပဿိတိအတူရာနဲ့နော်တရားမင်းကတစ်ဖက်ခေါင်းဆောင်ပေါ့အဲ့ဒါတရားမင်းကလည်းတာဝရိတန်တတ်တွေကိုမှားထားတယ်တကယ်လို့တို့နိုင်လို့ရှိရင်အတူရာတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဝိပဿိတိကိုနှောင်ဖွဲ့ပြီးတော့ငါးစီကိုခေါ်ခဲ့ဝိပဿိတိကလည်းပြောထားတယ်တဲ့သူ့ရဲ့အတူရာတွေကိုတို့နိုင်လို့ရှိရင်ဒီတရားမင်းတာဝရိတန်တို့ရဲ့ခေါင်းဆောင်တရားမင်းကိုအနှောင်ဖွဲ့လေပင်လေ၅ခုမြောက်ရှိတဲ့အနှောင်ဘက်ကိုနှောင်ဖွဲ့ပြီးတော့ငါးစီကိုခေါ်ခဲ့လို့အဲ့လိုချင်းချင်းမှားထားတယ်တဲ့အဲ့ဒါတစ်ချိန်မှကျတော့တိုက်ကြခတ်ကြရင်းနဲ့တာဝရိတန်တွေကနိုင်နေတဲ့နိုင်တဲ့အခါကျတော့တာဝရိန္ဒာတွေကအဲ့ဒီဝိပဿိတိသူရိန်ကြီးကိုနှောင်ဖွဲ့ပြီးတော့တရားမင်းကြီးခေါ်သွားတယ်။ဟိုကျတော့တရားမင်းကသူ့ကိုနတ်တို့ရဲ့ကျိုးပေါ့နော်ဒါကစဉ်းစားတယ်လေးပြောတယ်သူ့ကိုနှောင်ဖွဲ့ထားတယ်။ခြေနဲ့ချောင်းလက်နဲ့ချောင်းလက်ပင်၅ခုအနှောင်ဖွဲ့ထားတယ်။အဲ့ဒီအနှောင်ဖွဲ့ကဘလောက်နူးညံ့သိမ့်မွေ့လဲဆိုရင်တဲ့အဲ့ဒီဝိပဿိတိသူရိန်ကြီးရဲ့စိတ်ထဲမှာဟောဒီတရားမင်းကအလွန်ယုံညံ့တဲ့လူအလွန်ယုံညံ့တဲ့နတ်ပဲဒါကြောင့်သူ့ကိုငါတိုက်ခိုက်တင်တယ်သူကမကောင်းဘူးလို့တရားမင်းကိုမကောင်းဘူးလို့စိုးတယ်လို့ထင်နေသမျှအဲ့ဒီအနှောင်ဖွဲ့ကလို့ကိုမလွတ်ဘူးလေကြက်ကြက်တဲတဲနေရတယ်။အော်တရားမင်းကမှန်ပါတယ်ငါကမှားတာလို့တရားမင်းကောင်းတယ်လို့မြင်တယ်အဲ့ဒီအနှောင်ဖွဲ့မရှိဘူးတဲ့။နှောင်ဖွဲ့လွတ်နေတယ်။သူ့စိတ်ထဲကပြောင်းလဲလိုက်တာနဲ့အနှောင်ဖွဲ့ကနော်လွတ်ချင်းမလွတ်ချင်းဖြစ်နေတယ်။ကောင်းတယ်လို့ထင်တာနဲ့အနှောင်ဖွဲ့လွတ်တယ်။တရားမင်းမကောင်းဘူးလို့ထင်တာနဲ့အနှောင်ဖွဲ့ပြီးသားဖြစ်တယ်။ဘလောက်နူးညံ့သိမ်မွေ့တဲ့အနှောင်ဖွဲ့တယ်နော်။စိတ်ပေါ်မှာမူတည်ပြီးတော့ကိုဖြစ်နေတာ။တရားမင်းကောင်းတယ်လို့ထင်တာနဲ့လွတ်တယ်မကောင်းဘူးထင်တာနဲ့နှောင်ဖွဲ့ပြီးသားဖြစ်တယ်ကဲ။နော်။အဲ့ဒါကိုစလိုကြီးကဒီမှာဒေဝဗန္ဒနာနတ်မှာနတ်မျိုးနတ်တို့ကျိုးထက်တဘိုးလံကဆဆလွန်၍အဲ့ဒီနတ်တွေရဲ့ကျိုးထက်အစာပေါင်းများစွာတာလွန်ပြီးတော့နူးညံ့တဲ့သိမ်မွေ့တဲ့ခိုင်မြဲတယ်နော်ဒေဝဗန္ဒနာနတ်မနတ်မျိုးနတ်တို့ကျိုးတဲ့တဘိုးလံကဆဆလွန်၍အပန္ဒရာဟရယ၌ဖွက်ထသိမ်မွေ့ချီနှောင်လေးလျက်ဘယ်မှာချီထားတာတုံးဆိုတော့အော်ဒီဟရယဝတ္ထုမှာမီးနေတဲ့စိတ်ကိုချီထားတာတဲ့ကျိုးဆယ်ချောင်းနော်အပန္ဒရာဟရယ၌ဖွက်ထသိမ်မွေ့ချီနှောင်လေးလျက်မရွေ့စအားတဲ့ရွေ့လို့ကိုမရဘူးတဲ့သူ့ရဲ့စကလုံးတစ်လုံးစီရဲ့အသေးပဲခက်စစ်ဖွက်နေလို့ရှင်တရားပြီးမှာမဟုတ်ဘူးနော်အပန္ဒရာဟရယ၌ဖွက်ထသိမ်မွေ့ချီနှောင်လေးလျက်မရွေ့စအားသားမယားနဲ့တိုင်းကားပြည်ရွာမကွာစနိုင်သက်ဆုံးတိုင်ဤတဲ့ဒီလိုနဲ့ပဲသေရတာပဲပေါ့အသက်ဆုံးထိနေသွားတာပဲပေါ့လက်ကင်မထိမျက်စိမထင်ကျိုးဆယ်မြင်ဖြင့်သို့တင်မပြတ်ဆယ်ခွေပတ်ပြီးတဲ့ကဲတန်ရောစဉ်ကိုပြောပုံလေးနော်လက်နဲ့ကင်လို့လည်းမထိဘူးတဲ့ကင်လို့မရမျက်စိထဲမှာလည်းမထင်ဘူးတဲ့ကြည့်လို့လည်းမြင်ရတာမဟုတ်နော်လက်ကင်မထိမျက်စိမထင်ကျိုးဆယ်မြင်ဖြင့်ကျိုးဆယ်ကြောင်းသို့တင်မပြတ်ဆယ်ခွေပတ်ပြီးမလွတ်နိုင်ကြကိုဘဝဝင်ကိုဘဝထပ်ပြီးတော့လာပြန်ပြီနော်နင်းညညင်းညူကြွကြွဆူနဲ့ညူညူဆူဆူဟင်းရဲဥရဲ့တီးဥမချီထိုင်တီပြင်းပြပူတော့ကနဲ့ကြောက်ကြထိုးဤတဤဤလင်ကတိလင်ဒမဆုံးစအောင်ဒုက္ခလွန်ကဲချီနှောင်မြဲသည်ဆင်းရဲတပေပေနဲ့သာတမုံအဲ့လိုလေးဆုံးတတ်တယ်။ကြပြရေးတဲ့နေရာမှာတော့နော်ဆရာတော်ကြီးကအတုမရှိလို့ပြောရမှာနော်အဲ့မဂဒေဝကျမ်းကြီးကိုနော်လေ့လာပြီးတော့ဖတ်ရှုတဲ့အလေးချင်းလှုပ်ကြည့်ဘယ်ပိုက်ကိုပဲဖတ်တချို့ဟာတွေတော့လည်းနားမလည်တာလေးတွေလည်းပါမယ်သူကပောရဏစကားတွေတချို့စကလုံးတွေဝါတာတွေကြတော့နားမလည်ဘူးဒါကြောင့်တချို့ဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုထပ်ပြီးတော့ဒါကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ကျမ်းကိုရေးနိုင်ဖို့တိတ်မလွယ်ဘူးတချို့ထပ်ပြီးတော့ဖွင့်ရတာတွေလည်းရှိတယ်မကားတွေဝါနော်အဲ့ဒါဒီမှာစတော်ကြီးရေးထားတဲ့ဒီတန်ရောစဉ်နဲ့ပတ်သက်တဲ့လင်္ကာလေးကတန်ရောစဉ်တရားရဲ့သဘောတဘာဝကိုနားလည်အောင်ကြိုးစားတဲ့နေရာမှာအထောက်အကူပြုတယ်ပေါ့တန်ရောစဉ်ကိုဆယ်စဉ်ဓမ္မဣပပကဘဝကုလိအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့မြဲလာပတ်နှောင်ကျိုးတန်လောင်သူမချောင်ကျက်တင်ဖွဲ့ချီပြင်း၍ခပင်းပြောတူနတ်လူတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်စံတို့များအထုတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းခြင်းရမသွားတာကေကာမရာဂဘဝစသည်လူတို့ပြည်ဝဲကြာကြီးမကသိမ်မွေးလာသာဒေဝဗန္ဒနာနတ်မနတ်မျိုးနတ်တို့ကျိုးတဲ့တဘိုးလံကန်စစလွန်၍အပန္ဒရာဟရယ၌ဖွက်ထသိမ်မွေ့ချီနှောင်လစ်လျက်မ
မရွေစားသားမယားနဲ့တိုင်းကားပြည်ရွာမကွာစနိုင်သက်ဆုံးတိုင်၏လက်ကင်မထီမျက်စိမထင်ကျိုးဆယ်မြင်မြင်သို့တယ်မပြတ်ဆဲခွေပပြေးမလွတ်နိုင်ကြကိုဘဝဝဲနင်းညညီးညူကြွက်ကြွက်ဆူနှင့်ညူညူဆူဆူဟိဟဲဥ၍တီးဥမချိထိုင်တီပြင်းပြပူတော့ကနဲ့ကြောင်းကြထူဤတဤဤလျင်ကတိလင်ဒမဆုံးစအောင်ဒုက္ခလွန်ကဲချီနှောင်ပြေးသည်ဆင်းရဲတပေပေနဲ့သာတမို့ဒုက္ခတွေနဲ့ပဲအမြဲတမ်းပေးကြံနေတယ်ပေါ့နော်ကိုဘွားနော်ဘာလို့တော့ဒီနေရာကဘာလို့မလွတ်တာတော့လို့မေးရင်ကျိုးဆယ်ချောင်းကကိုကိုခြိထားလို့ဟုတ်လားအေးဆက်ပြီးတော့ဦးဇင်းတို့ဘာပြောချင်တော့ဆိုတော့အဲ့ဒီကျိုးဆယ်ချောင်းထဲမှာဘယ်ကျိုးဟာဆိုးဆုံးလဲဘယ်ကျိုးကအဓိကအကျဆုံးလဲဆိုတာလေးကိုစဉ်းစားကြည့်ဖို့ဘယ်ကျိုးဟာဆိုးဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိဆိုတဲ့ကျိုးဟာအဆိုးဆုံးပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုပြကြည့်အောင်နော်အဲ့ဒီတက္ကာယဒိဋ္ဌိဆိုတဲ့ကျိုးကိုသာအပြည့်အသက်ဖြတ်တောက်နိုင်မယ်ဆိုလို့ရှိရင်ကျန်တဲ့ကျိုးတွေကအချိန်အနှင်းနဲ့အမြန်ဆိုလို့တေချာပေါက်ပြတ်ရမှာပဲသူမပြတ်သေးသမျှကျန်တဲ့ကျိုးပြတ်ဖို့မျှော်လင့်ချက်မရှိဘူးသူပြတ်ပြီးပြီဆိုလို့ရှိရင်တော့ကျန်တဲ့ကျိုးတွေကတိတ်မကြဘူးအလွန်ဆုံးကာမဘုံဘဝ9ဘဝလောက်နေပြီးရင်အကုန်လုံးပြတ်တော့မှာဟုတ်လားဒါကြောင့်တက္ကာယဒိဋ္ဌိဆိုတဲ့ဒီကျိုးရဲ့သဘာဝကိုကောင်းကောင်းနားလည်အောင်ကြိုးစားရမယ်စောစောကလည်းပဲထိုင်လျောက်ပြောခဲ့ပြီးသားဒီတက္ကာယဒိဋ္ဌိနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ကလည်းပဲများသောအားဖြင့်နားရည်ဝပြီးသားအကြောင်းအရာတစ်ခုပါနော်တက္ကာယဒိဋ္ဌိမူရင်းစကားလုံးပါဟုတ်လားတက္ကာယကာယဆိုတာအပေါင်းပဲတဆိုတာထင်ရှားရှိနေတာထင်ရှားဖြစ်နေတာဒိဋ္ဌိဆိုတာအဲ့ဒါရဲ့ပုံမှာအမျိုးမျိုးထင်နေတာထင်ရှားဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာအထင်မျိုးမျိုးမှားနေတာအဲ့ဒါကိုတက္ကာယဒိဋ္ဌိအကျဉ်းမြင်လေးပြောရတယ်နော်တော့ထင်ရှားဖြစ်နေတာကဘာတုံးဆိုတော့ယုတ်ဓာတ်နန္ဒသဘာဝတရားတွေပေါ့အကြောင်းအားလျော်စွာဖြစ်နေတာပဲနောက်တစ်စုံတစ်ယောက်ကဖန်ဆင်းလို့ဖြစ်နေတာတော့မဟုတ်ဘူးသူကသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဟုတ်လားသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဒါပဲတော့စပြီးတော့ဖြစ်တာတော့ဘာတော့ညာတော့တွေးဖို့ဆိုတာတော့အရန်ကိုညင်မသိသိနိုင်တဲ့အနေအထားကိုရောက်မှာနော်ဟုတ်လားခုလောလောဆယ်ဒီယုတ်ဒီနံကိုကိုယ့်ရဲ့ဉာဏ်နဲ့သိလို့ရတဲ့အနေအထားကိုဝေဖန်ကြည့်ပိုင်းဖြတ်ကြည့်အခုဖြစ်နေတဲ့သဘာဝတရားလေးတွေကဘာကြောင့်ဖြစ်လဲသူ့အရင်ကဖြစ်ခဲ့တဲ့ယုံ nant ကိုပဲအမိပြုတ်ပြီးတော့အကြောင်းပြုတ်ပြီးတော့ဖြစ်နေတာပဲခုကြားတယ်ဆိုတာနားမရှိဘဲနဲ့မကြားဘူးနော်အတန်မရှိဘဲနဲ့မကြားရဘူးနော်ဟုတ်တယ်မဟုတ်လားထပ်ပြီးတော့အကြောင်းအကျိုးဆင့်ပြီးတော့ဆက်ပြီးတော့ဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်ဒီကြားတာကိုပဲအကြောင်းပြုတ်ပြီးတော့စကလုံးတွေကိုမျိုးမျိုးပုံဖော်မယ်စိတ်ထဲမှာအလုတ်လုံးမယ်မှတ်သားထားတဲ့သင်ညာတွေနဲ့ပေါင်းပြီးတော့အလုတ်လုံးမယ်ပေါ့နော်အဲ့မှာအဓိပ္ပာယ်ပေါ်လာပြီဆိုလို့ရှိရင်နားလည်မှုတစ်ခုရမယ်အဲ့ဒီနားလည်မှုကိုအခြေခံပြီးတော့ကောင်းတယ်ဆိုတယ်ခံစားမယ်အဲ့ဒီခံစားမှုကိုအခြေခံပြီးတော့ကောင်းရင်ကောင်းတယ်ထင်ရင်ကောင်းတယ်ထင်တယ်လို့တုံ့ပြန်မယ်မကောင်းမှုထင်ရင်မကောင်းမှုထင်တယ်လို့တုံ့ပြန်မယ်ဒီလိုသွားနေတာအဲ့ဒါတွေကဘယ်လိုလုပ်ဖြစ်နေတုံးဆိုသူ့အကြောင်းကျိုးဆက်ပြီးတော့ဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်တော့ဒီအချိန်မှာဒီလိုတရားစကားကိုနားထောင်မနေဘူးတဏှာမှာရောက်နေမယ်ဆိုရင်ဒီလိုယုံ nant မျိုးဒီလိုအနေအထားမျိုးဒီလိုအတွေးမျိုးဒီလိုစိတ်ကူးမျိုးဒီလိုခံစားချက်မျိုးဖြစ်လာကြကြအောင်မရှိဘူးအဲ့ဒီနေရာအဲ့ဒီအချိန်မှာအဲ့ဒီအကြောင်းတရားနဲ့နော်ဆက်ပြီးတော့အဲ့ဒီအကြောင်းတရားနဲ့နော်ဘယ်လိုပြောမလဲအဲ့ဒီအကြောင်းအားလျော်ဆိုတာဖြစ်နေမဲ့အကျိုးရလက်တွေပဲဖြစ်နေမယ်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ဒီဥစ္စာနော်အခုချိန်မှာတမင်းစားနေမယ်ဆိုလို့ရှိရင်အဲ့ဒီတမင်းစားတာနဲ့ပတ်သက်တဲ့ဆက်တဲ့အကြောင်းကျိုးဆက်ပြီးတော့ယုတ်တိဏ္ဍန်လေးဆက်ဖြစ်နေမှာပေါ့ခုတရားနာနေတဲ့အခါကျတော့တရားနာတာနဲ့ပတ်သက်ဆက်တဲ့သဘာဝတရားတွေထပ်ပြီးတော့ဖြစ်နေမယ်ပေါ့ဒါတော့တယောက်နဲ့တယောက်တော့ဖြစ်တာချင်းတူတယ်လို့တော့မဆိုနိုင်ဘူးနော်ဟိုဒီစကားသံကိုကိုဘလို့အဓိပ္ပာယ်ဖော်မလဲကိုဘလို့နားလဲမလဲအဲ့ဒီမှာတယောက်နဲ့တယောက်ကွဲပြားသွားမယ်ပေါ့အဲ့ဒီနားလည်မှုကွဲပြားသွားတာကိုအကြောင်းပြုပြီးတော့ပြန်လဲတုံ့ပြန်မှုခံစားရမှုဘယ်လိုနည်းနဲ့မှတယောက်နဲ့တယောက်မတူနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီသဘာဝတရားတွေဟာသူ့ဟာသူအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတာဘယ်တော့မှအစဖြစ်တာလဲဆိုတာကိုမစဉ်းစားနဲ့နော်အစကိုပြောလို့မရလောက်အောင်ရှည်လဲရလာပြီလို့မြတ်စွာဘုရားအဲ့လိုဟောခဲ့တယ်အနတ်မတ္တကောယံတန်တာဟောဒီတန်တရားရဲ့အစဆိုတာပြောလို့မရလောက်အောင်နော်ဉာဏ်ထဲမှာမထင်ရှားလောက်အောင်ရှည်လျားခဲ့လာပြီလို့ဒီလိုပြောတာဟုတ်လားအဲ့တော့ပြောချင်တာကဘာလဲတက္ကာယဒိဋ္ဌိကိုပြောချင်တာနော်ဒီထင်ရှားဖြစ်ပေါ်နေတဲ့သူ့အတူအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့တက်သဘာဝတရားအစုကိုဒကာသမတို့ဦးဇင်းတို့တွေကအမျိုးမျိုးထင်နေတယ်ဘလို့ထင်နေတော့ဥက္ကိုတတ္တဝါလို့ထင်တယ်ငါလို့ထင်တယ်သူလို့ထင်တယ်အဲ့ဒါနဲ့ပတ်သက်ဆက်ပြီးတော့ငါဟာလို့ထင်တယ်သူဟာလို့ထင်မယ်ငါနဲ့ယဉ်နေတဲ့လူလို့ထင်မယ်ငါနဲ့မယဉ်နေတဲ့လူထင်မယ်မျိုးမျိုးပေါ့နော်
မဆုံးနိုင်တက္ကာယဒိဋ္ဌိကိုအခြေခံပြီးတော့ထက်ပြီးတော့လွဲသွားတာမှားသွားတာဒီအများကြီးမရှိဘူးလားတကယ်တမ်းကပြင်စဉ်းစားကြည့်တယ်ပေါ့နော်ဒီတက္ကာယဒိဋ္ဌိကိုအခြေခံပြီးတော့ပဲလောဘဒေါသတွေကပြင်းပြင်းထန်ထန်ဖြစ်ကြတာဒါကိုယ့်အကိုလေးမိသလောက်ညံလေးနဲ့တွေးကြည့်တာအကယ်၍တက္ကာယဒိဋ္ဌိသာမရှိဘူးဆိုလို့ရှိရင်လောဘဒေါသတွေကအဲ့လောက်ပြင်းထန်စရာအကြောင်းမရှိဘူးဩကိုတတ္တဝါလို့ထင်လို့သာလျှင်ဆွဲမဲ့မှုကအကြီးအကျယ်ဖြစ်တယ်မကျေနပ်မှုကလည်းအကြီးအကျယ်ဖြစ်တယ်ဆိုကြပါစို့အခုတယောက်ကအောက်ကနေကိုယ်ကိုလှမ်းဆဲမယ်ဆိုကြပါစို့စိတ်တုံပဲပေါ့နော်နာမည်ခေါ်ပြီးတော့ဆဲလိုက်မယ်ဆိုစိတ်တုံပြီးတော့မှဆင်းကြည့်တယ်ဟာအဲ့ဒါကလူမဟုတ်ဘူးစက်ရုပ်ကြီးပဲတကယ်လို့သာအဲ့လိုမြန်ဖြစ်မယ်ဆိုလို့ရှိရင်စိတ်တူအောင်မလားရေကျင်သိတောင်ပေါက်သွားမှာနော်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတာသိလိုက်တာနဲ့စိတ်ထဲမှာနော်ဒီဒေါသအတိုင်းအတာအများကြီးလျော့ကျမသွားဘူးလားလျော့ကျသွားတယ်ဟုတ်လားအဲ့ဒါလိုပဲဆွဲမဲ့မှုဆိုတာလေတွက်ကြည့်တဘာဝတရားတက်ဆိုတဲ့အမြင်ရှိလို့ရှိရင်ဒီလောက်ကြီးမဆွဲမဲ့ဘူးပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မှားမှုကိုအခြေခံထားမယ်အဲ့ဒါပါနေမယ်ဆိုရင်ဆွဲမဲ့မှုကရှိတယ်နော်ဒါကြောင့်ဒီပုဂ္ဂိုလ်တ attva လို့ထင်တဲ့အထင်ကလေးကိုနားလည်မှုရှိအောင်အများကြီးစဉ်းစားကြည့်နော်ဒါကြောင့်မလို့ကျိုးဆယ်ကြောင်းထဲမှာဘယ်ကျိုးဟာအရေးကြီးဆုံးတော့အဓိကကြဆုံးတော့မေးရင်တက္ကာယဒိဋ္ဌိပဲသူမှားယွင်းမှုကြီးပဲလေတကယ်တမ်းအဲ့ဒီမှားယွင်းမှုကြီးကိုအားနည်းသွားနောက်ဆုံးပျောက်ဖို့ဆိုတဲ့မျှော်မှန်းခြင်းနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဒီသတိပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားကြရတာဟိုကမှားယွင်းနေတာကဘယ်ပုံမှာမှားယွင်းနေတာတော့မေးဒီယုတ်ဒီနာဒီသဘာဝတရားရဲ့ပုံမှာပဲမှားယွင်းနေတာဒီခန္ဓာ၅ပါးရဲ့ပုံမှာပဲမှားယွင်းနေတာဒါကြောင့်သူ့ပုံမှာမမှားယွင်းအောင်သူ့ကိုပဲသတိထားပြီးတော့ကြည့်ကြရတာနော်ရှင်အနန္ဒာကိုရှင်ပုံနာမထေရကနော်မှန်ကိုဥမာပေးပြီးတော့ဟောတဲ့တရားဒေသနာလူတိုင်းကြားဘူးနော်မှန်ကိုအစွဲပြုတ်ပြီးတော့မှန်ထဲမှာပုံရိပ်ကြီးထင်လာဟုတ်လားအဲ့ဒါလိုပဲခန္ဓာ၅ပါးကိုအစွဲပြုတ်ပြီးတော့ငါလို့ထင်တဲ့သူလို့ထင်တဲ့ဆိုတဲ့အဲ့ဒီအထင်တွေတက္ကာယဒိဋ္ဌိတွေဟာဖြစ်လာတယ်အဲ့လိုဆိုလို့ရှိရင်ဒီကရမတ်ဦးဇင်းတို့တွေဒီခန္ဓာ၅ပါးကိုအစွဲပြုပြီးတော့ဖြစ်လာတဲ့ဒီမှားယွင်းမှုကိုဖျောက်ဖို့အတွက်ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာပဲအမြင်ရှင်းအောင်ကြိုးစားရမယ်အဲ့ဒီအမြင်ရှင်းဖို့အတွက်ဘာလို့ကြရလဲဆိုတော့တတိထားရဒီနည်းပဲရှိတာပဲသူကဘာလဲဆိုတာကိုသိဖို့အတွက်သူ့ပေါ်မှာတတိထားတဲ့နည်းတစ်ခုပဲရှိတယ်လို့ရှင်းရှင်းလင်းလင်းသိရတတိထားနေပါများမှသူ့အကြောင်းကိုတဖြည်းဖြည်းနဲ့နားလည်လာမယ်ဒါဦးဇင်းကရိုးရှင်းရှင်းပြောကြည့်နော်ဒါကြောင့်သတိပဋ္ဌာန်ဘာဝနာကိုပွားများလို့ရှိရင်ညာယတ္တအဓိကမာယနိဗ္ဗာန်တသစ္စည်းကိရိယာယခုနှစ်ခုမြောက်အကျိုးကျေးဇူးတွေက6ခုမြောက်နဲ့ခုနှစ်ခုမြောက်အကျိုးကျေးဇူးနှစ်ခုကိုစဉ်းစားကြည့်နော်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသတိတလက်ဆက်ထားနေအောင်ကြိုးစားလေ့ကျင့်ခြင်းအဖြစ်ညာယတ္တအဓိကမာယနော်ဉာဏ်ကိုရမယ်အသိဉာဏ်ပညာကိုရမယ်ဘယ်လောက်ထိမြင်မာတဲ့အသိဉာဏ်ကိုရမလဲသစ္စာလေးပါးကိုထွန်းပေါက်သိသည့်အထိမြင်မာတဲ့မဲ့ဉာဏ်လိုဉာဏ်မျိုးကိုရမယ်မဲ့ဉာဏ်ကိုရမယ်မဲ့ဉာဏ်ရတယ်ဆိုတာဝိပဿနာဉာဏ်မရဘဲနဲ့မရဘူးဝိပဿနာဉာဏ်ရပြီးမှမဲ့ဉာဏ်ရတာဒါဝိပဿနာဉာဏ်ဆိုတာဘာလဲတာမန်မြင်ဦးမြင်စဉ်သိဦးသိတဲ့သိတဲ့အသိမဟုတ်ဘူးအမြင်မဟုတ်ဘူးတာမန်အဖြစ်ဒီကဓမ္မတို့ဦးဇင်းတို့တွေကယုံ nant တွေကိုပုဂ္ဂိုလ်တ attva လို့သိတယ်နော်ယုံ nant တွေကိုခိုင်မြဲတယ်လို့လဲအဲ့လိုလဲမှားမှားယွင်းယွင်းသိနေကြသေးတယ်ဟုတ်တယ်ဒီလူကိုကြည့်လိုက်တယ်ကိုယ်ကိုလည်းကြည့်လိုက်တယ်ငကိုတော့ကလူလိုပဲထင်နေတယ်မထင်ဘူးလားထင်တယ်နော်ပြောင်းလဲမှုကိုမြင်ကိုမမြင်ဘူးမနစ်တုန်းကလူပဲမိမွေးတရားစလူပဲဟုတ်တယ်ဒါငါအမိပဲဒါငါ तू ကမွေးထားတာတယောက်တည်းဒီတိုင်းခိုင်မြဲနေတယ်လို့ဆိုတဲ့အမြင်ကရှိကိုရှိနေတယ်ဟုတ်တယ်မို့လားဒါအတိတ်နဲ့ပတ်သက်ပြီးတော့လည်းပဲခိုင်မြဲတယ်လို့ထင်တယ်အနာဂတ်လည်းပဲမသိမချင်းတော့ငါဘဝလေးကဘလို့နေအောင်မလဲဩဒါခိုင်မြဲတဲ့အနေနဲ့ပဲတွေးတာပဲဟုတ်လားဒါကတာမန်မြင်တဲ့အမြင်ပေါ့နော်လောဝိပဿနာဆိုတာအဲ့လိုမြင်တဲ့အမြင်မဟုတ်ဘူးတဘာဝတရားတက်တဲ့ပုဂ္ဂိုလ်တ attva မဟုတ်တဲ့တဘာဝတရားတက်တဲ့အဲ့ဒါကလည်းပဲမခိုင်မြဲသောနော်အတိထက်ဖြစ်နေတဲ့သဘောဟိုတုန်းကယုံနာဟိုတုန်းကလူလို့မဆိုထားနဲ့ခုရင်လေးကဖြစ်ခဲ့တဲ့လူတော့မဟုတ်တော့ဘူးခုဟာကအသစ်ဖြစ်နေတယ်လို့အဲ့လိုသူမြင်တယ်ဟုတ်လားအဲ့ဒါလို့မတည်မြဲမှုကိုတကယ်ကိုပဲဒါငကိုတုန်းကဟာမဟုတ်ဘူးအသစ်ထက်ဖြစ်နေတဲ့သဘောပဲလို့တကယ်သိမယ်ဆိုလို့ရှိရင်အဲ့ဒီအမြင်ဟာအလွန်တရာမှစိတ်ကိုငြိမ်းအေးစေမယ်အလွန်တရာမှအမြင်ကိုရှင်းလင်းစေမယ်အဲ့ဒီမြင်မျိုးကိုဒါဝိပဿနာဉာဏ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုစဉ်ဆက်မပြတ်ရင့်ကျက်အောင်ပွားများခြင်းဖြင့်
ဘဝတကယ်တမ်းပြောမယ်ဆိုရင်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်လို့ဒုက္ခသစ္စာကိုပိုင်းပိုင်းတိုင်းပိုင်းခြားပြီးတော့သိမယ်ဆိုလို့ရှိရင်ဒီဒုက္ခသစ္စာရဲ့ပုံမှာဖြစ်နေတဲ့မှားယွင်းမှုတွေဆွဲမဲ့မှုတွေဟာသူ့ပိုင်းနဲ့သူအမြင့်ပြတ်ကုန်ခန်းသွားနိုင်တယ်အဲ့ဒါကိုမဲ့ညာပုံညာအစဉ်စဉ်ရတယ်လို့ဆိုနိုင်တယ်ပေါ့သစ္စာ၄ပါးကိုသိကြတာနော်သစ္စာ၄ပါးကိုဝိပဿနာဉာဏ်ကိုရင့်ကျက်စေရင်ဖြင့်သိကြမှာဟုတ်လားအဲ့တော့အဲ့ဒီဝိပဿနာဉာဏ်ရင့်ကျက်ဖို့ဝိပဿနာဉာဏ်ကိုရဖို့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတာကိုသိဖို့မတည်မြဲဘူးဆိုတာကိုသိဖို့ကဘယ်နည်းနဲ့ပဲလုပ်ရမှာလဲလို့မေးရင်တတိထားတဲ့နည်းပဲရှိဘယ်ပုံမှာထားအမှာလဲလို့မေးရင်ကိုအထင်မှားမှုဖြစ်နေတဲ့ဒီယုတ်ဒီနာရဲ့ပုံမှာပဲတတိထားရဒါကြောင့်တရားဆိုတာပဲချင်းအားထုတ်ရမှာလဲလို့မေးရင်ဘယ်လိုပြောတော့အချိန်တိုင်းအားထုတ်ရမှာလိုချနေတဲ့အချိန်တိုင်းဟုတ်လားအချိန်တိုင်းအားထုတ်ရမှာအချိန်တိုင်းအားမထုတ်နိုင်ကြလို့တရားဓမ္မတို့ရောဥရှင်တို့ရောတော့ထိထိရောက်ရောက်အသိဉာဏ်ပွင့်လင်းမှုမရှိတာဒါပဲကိုယ့်ရဲ့လိုအပ်ချက်ကတချို့ကထင်ကြတာလေနီးတွေကများအားနေနေလို့လားတချို့ကအဲ့ဒီနီးကိုအလွန်ပြောတယ်အယံဝမ်းနေစရာကောင်းကိုကမြင့်ထိရအောင်မလုပ်ဖဲနဲ့ဒီနီးကိုထိရအောင်လုပ်မကြည့်ပဲနဲ့ကိုချွေရင်ချက်ကိုမမြင်ဘူးဟုတ်လားအဲ့ဒါနီးရမြန်မလို့မြန်ဖြစ်လို့တော့ဟာဟိုဘုန်းကြီးဒီသွားမလို့လို့ဒီဘုန်းကြီးဒီသွားမလို့ဟိုနီးနဲ့လုံးမကောင်းပါလို့ဒီနီးနဲ့လုံးမကောင်းပါလို့ဒါကတခုတော့ရှိရနော်ဟိုအဲ့နီးတွေကောင်းတယ်လို့ထင်တာနဲ့ပြဿနာမရှိသေးဘူးအဲ့နီးတွေကောင်းတယ်ဟိုနီးရတော့မကောင်းဘူးလို့ထင်ရင်ပြဿနာရှိဘာလို့ဆိုတော့ဒါမြတ်စွာဘုရားဟောထားတာပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်နီးကိုရိုးမယ်ဖွဲ့တာတကယ်တမ်းအန္တရာယ်ရှိတယ်လို့ဆိုခြင်းတကယ်တမ်းကတရားတို့တရားမြတ်ကိုမရရဘူးထိရောက်အောင်အသိဉာဏ်ကိုမရကြဘူးဆိုတာကိုယ့်ရဲ့ချွေရင်ချက်ပဲအဲ့ဒီချွေရင်ချက်ကဘာလဲလို့မြင်တာဥစဉ်မြင်တာကိုပြောမယ်နော်ဆွဲမြင်မလုံးနိုင်တဲ့ချွေရင်ချက်ပဲဟုတ်လားနေ့လေရတော့ဒကမာကြီးတွေလာပြီးတော့ဘုံဘုံကိုရှောက်ကြထိုင်နှုံးလေးပဲအာယုံဆိုင်မိတယ်ထိုင်ကနေထားလိုက်ပြီးဆိုတာနဲ့ဝန်တို့ဝန်ဘိုးကိုပြစ်ချထားတယ်လို့ပြစ်ချတော့လွတ်လွတ်လပ်လပ်ပဲသွားဟုတ်လားအဲ့တော့နောက်ဆိုလို့ရှိရင်ဒါဈဉ္ဉံလျှောက်တဲ့ကိစ္စကိုဂယုဆိုင်ပြီးတော့ဦးဇင်းတို့ကဆောင်ရွက်ပေးဖို့လိုအပ်တယ်နော်ထိုင်လိုက်တယ်ထိုင်ပြီးရင်လည်းပဲဈဉ္ဉံလျှောက်တဲ့အချိန်မှာပဲထိုင်တဲ့အချိန်မှာစိုက်တဲ့ဝါယာမမျိုးနဲ့ထိုင်တဲ့အချိန်မှာထားတဲ့စိတ်ထားမျိုးနဲ့ခြေလမ်းတလှမ်းမှမလွတ်เสียရဘူးဆိုတဲ့စိတ်နဲ့လုပ်ရမယ်ဝင်လေထွက်လေကိုတခုမှမလွတ်เสียရဘူးဆိုတဲ့စိတ်နဲ့ရှုမှတ်တယ်လို့ခြေလမ်းတဲ့အခါမှာလည်းတလှမ်းမှမလွတ်เสียရဘူးဆိုတဲ့စိတ်နဲ့လှမ်းမယ်ဟုတ်လားအဲ့လိုဆိုရင်တဏှာကြီးပြည့်အောင်ဈဉ္ဉံလျှောက်လိုက်မယ်တဏှာကြီးပြည့်လို့ပြန်ထိုင်ရင် तू ကအဆက်ပြတ်မသွားဘူးတဏှာကြီးထိုင်ထားတယ်တဏှာကြီးဈဉ္ဉံလျှောက်နောက်တဏှာကြီးထိုင်တဲ့အခါကျတော့2 နာရီလှုပ်ထားတယ်အခုကအဲ့လိုမသွားဘူးတဏှာကြီးထိုင်နေဈဉ္ဉံမလျှောက်တော့ဘူးမင်းပြန်သွားပြီးတော့တုံလုံးလှဲနေလိုက်မယ်ဒါမှမဟုတ်စကားပြောနေတယ်ဘယ်မှာမှအမှတ်တရမပါတော့ဘာဖြစ်တော့နောက်တဏှာကြီးထိုးလို့အချင်းကြလို့လားထိုင်တော့စပြန်ပြီးတစ်ကဒါပဲလေဟုတ်လားစောတော်တုန်းကအရင်တစ်ချိန်တုန်းကထိုင်ထားတဲ့စုဆောင်းထားတာလေးကဘယ်နှကြပြောင်းနှစ်ပြောင်းပျောက်သွားမှမသိဘူးရအောင်ရှာကိုအောင်ဖြုံးဖြစ်နော်တဏှာကြီးလောက်ထိုင်လိုက်တယ်ပြီးရင်တဏှာကြီးလောက်နားပြီးတော့ဖြုံးပလိုက်တယ်နောက်ထပ်ပြန်စပြန်တယ်ဒီလိုနဲ့ချက်ချလဲပြောတော့ပြောကြမှာပဲတို့ဆရာတရားစခန်းပွဲဝင်တာဘယ်နှကြိမ်ရှိပြီတရားတွေကိုဝါသနာပါခဲ့တာနှစ်ပေါင်းဘယ်လောက်ရှိပြီအခုချိန်ဒီဘာမှလည်းမဖြစ်သေးဘူးဘာမှလည်းမရသေးဘူးဘယ်ရမှာတော့မြတ်စွာဘုရားခိုင်းတဲ့အတိုင်းမှမလုပ်ဖဲဘူးဒါဥစဉ်တို့လည်းဒီတိုင်းပဲနော်တခါမှတော့လည်းဒီတိုင်းပဲအခုချွေရင်ချက်ကိုနားလဲဖို့လို့ဟုတ်လားအဲ့ဒီလိုဖြစ်နေတာကိုလူတွေကဘယ်လိုထင်ကြတာနီးရမြန်ကိုနဲ့အဝင်ကိုညမဖြစ်လို့လားတချို့ကြတော့လည်းပဲနည်းနည်းတော့လူရည်လေနီးကိုတော့လုံးလဲရရကြီးအပြစ်မတင်ဘူးငါရဲ့ဇာတ်ကဘယ်ကမ္မထမ်းနဲ့မြန်ကြိုက်မလာသေးတယ်သိလားနော်ဘာမှသိပြီးတော့ဥစဉ်ကအဲ့ဒီကိစ္စတွေရေးကြီးခွန်ကျဲကိုမထင်ဘူးလုံးကြည့်ပါမြတ်စွာဘုရားဒီသတိပဋ္ဌာန်တရားကိုဘယ်လိုလူမှပွားမယ်ဘယ်လိုလူမပွားဘူးလို့ကတ်တက်ပြီးတော့ဟောတာတခုမှမရှိဘူးတေချာလေးလာကြည့်နော်ဟုတ်လားတေချာလေးလာကြည့်တကယ်လုံးကြည့်ဖို့လိုတယ်ဒါမှမဟုတ်ဒီနေ့ကပြောခဲ့တဲ့စူးစမ်းရင်ဉာဏ်ဖြစ်တယ်မစူးစမ်းရင်ဉာဏ်တုံးတယ်ဒါပဲရိုးလေးပဲနော်စူးစမ်းရင်ဉာဏ်ဖြစ်တယ်စူးစမ်းရင်ဉာဏ်ကုန်ခန်းသွားတယ်ဟုတ်ရဲ့လားဒါကြောင့်ပြည်တော်ပေါင်းသူတော်ကောင်းတို့တက္ကာယဒိဋ္ဌိဆိုတဲ့အဆိုးအဆုံးကျိုးကိုဖြတ်တောက်နိုင်ဖို့အတွက်ဒါအခုမလုပ်ကြရတော့တတိပဋ္ဌာန်ဘာဝနာကိုပွားများကြရတာနည်းနည်းချင်းနဲအောင်ကြိုးစားရင်းနဲ့ဖြတ်တောက်နိုင်ဖို့အားထုတ်ကြရတာပေါ့နော်တော့ဒီနေရာမှာဦးဇင်းတို့တက္ကာယဒိဋ္ဌိကိုဘာလို့ဦးဇင်းတို့အဆိုးဆုံးကျိုးလို့ပြောရတာလဲဆိုတာလေးကိုစောစောပြောခဲ့ပြီနော်သူ့ကိုဖြတ်တောက်နိုင်လို့ရှိရင်ကျန်တဲ့ကျိုးတွေဟာဖြည်းဖြည်းနဲ့မဖြစ်သွားမှာလို့ပြတ်တောက်သွားမယ်ဟုတ်ရဲ့လားဒါကြောင့်တန်ရောစဉ်ကျိုးတွေကိုအပြီးသက်ဖြတ်တဲ့အချိန်မှာဘယ်ကျိုးကိုအရင်ဆုံးဖြတ်ရတာလဲလို့မင်းတက္ကာယဒိဋ္ဌိကျိုးကိုပဲအရင်ဆုံးဖြတ်ရတာဟုတ်ရဲ့လားဒီနေရာမှာတက္ကာယဒိဋ္ဌိကျိုးရဲ့စိုးပုံကိုဦးဇင်းတို့ခန္ဓာဘဂတန်ရုပ်ပါဠိတော်ထဲမှာဂတ္တုလပဋ္ဌသုတ်တံဆိုပြီးတော့သုတ်တံ 2 ပုဒ်ဟောတာရှိတယ်အဲ့ဒီသုတ်တံမှာလာတဲ့အကြောင်းအရာလေးတွေက
ဝိပဿနာတရားကိုစိတ်ဝင်စားကြတဲ့ပုဂ္ဂိုလ်တွေကနာဘူးပြီးသားကြောက်ပြီးသားအကြောင်းအရာလေးတွေကြီးဖြစ်မယ်လို့ထင်တယ်အဲ့ဒီသုတ္တမမြတ်စွာဘုရားကဘယ်လိုဥမာပေးတော့ဆိုတော့ခွေးတဲ့ကောင်ကိုတဲ့ခိုင်မြဲတဲ့တိုင်ကိုသုံးဖို့တိုင်မှာထောက်တက်ထားတဲ့ကျိုးနဲ့သူ့ကိုခြိထားလိုက်မယ်တဲ့ပြန်ပြီးတော့ဒီကျိုးကိုကိုက်ဖြတ်လို့မရအောင်ထောက်ပါတဲ့ကျိုးနဲ့ခြိထားမှာနော်အဲ့ဒါလို့ဆိုလို့ရှိရင်ဒီခွေးကသွားရင်လည်းဒီတိုင်သားလေးပဲသွားနိုင်တယ်တိုင်နဲ့ဝေးဝေးသူသွားလို့ကိုမရဘူးကျိုးက2000ပဲခြိတယ်ဆိုရင်သူတိုင်နဲ့2000အပြင်ကွာလို့မရဘူးအယုံရင်ကန်ရင်လည်းသူကလှက်ပတ်နေပဲဒီတိုင်သားပဲသူရစ်တီပတ်နေပဲဒါပဲအိပ်ပြီးဆိုရင်လည်းဒီတိုင်ချင်းရင်ပဲသူအိပ်ရသွားပြီးဆိုရင်လည်းဒီတိုင်နဲ့မနီးမွေးလေးပဲကျိုးရှည်တဲ့လောက်လေးပဲသူသွားလို့ရမယ်ပေါ့နော်ဒါပဲသူ့ရဲ့ဘဝကအလွန်ချင်းပြောင်းတယ်ဒီတိုင်သားကသူမလွတ်ဘူးဒါကမြတ်စွာဘုရားပေးတဲ့ဥမာအဲ့လိုပဲတဲ့တတ္တဝါတွေဟာဒီယုတ်ဒီနံဒီသဘာဝတရားဒီမှာတော့ခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ပြောတာခန္ဓာ၅ပါးရဲ့ပုံမှာနော်ဒါဟာငါပဲနော်သူပဲအစရှိတဲ့ဖြင့်တက္ကာယဒိဋ္ဌိနဲ့ဆွဲထားတဲ့အတွက်ကြောင့်တတ္တဝါတွေကသွားပြီဆိုလို့ရှိရင်လည်းပဲဒီဥပါဒနဲ့ခန္ဓာ၅ပါးနားမှာပဲသွားကြတယ်ရက်ပြီဆိုရင်လည်းဒီခန္ဓာ၅ပါးထိုင်ပြီဆိုရင်လည်းဒီခန္ဓာ၅ပါးဒီနာကိုမလွတ်ဘူးတက္ကာယဒိဋ္ဌိကျိုးနဲ့ခြိထားလို့ဒီခန္ဓာ၅ပါးမှာပဲဒီဃာတမတို့ဦးဇင်းတို့တွေဟာဖြစ်နေတာပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဒီသဘောတဘာဝကိုနားလည်ရမယ်ဆိုပြီးတော့စိတ်ဟာမှားယွင်းမှုထဲမှာနစ်မွန်းနေတာကိုပြောခြင်းစိတ်ကပဲထင်းနေတာနော်ယုတ်တံကိုပုဂ္ဂိုလ်တ attva လို့ထင်တာဒီစိတ်ကပဲထင်းနေတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကအဲ့လိုလေးဥမာပေးပြီးတော့ဒီမှာဦးဇင်းတို့ပြောထားတာလေးတတ္တမတိယဘိက္ခုယအဘိက္ခဏံတက္ကစိတ်တံပိစွခိတ္တဗံဒါကြောင့်မို့လို့တဲ့သင်တို့ဟာကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းဆင်ခြင်ရမယ်တဲ့တက္ကစိတ်တံမိမိရဲ့စိတ်ကိုအဘိက္ခဏံအမြဲတမ်းပိစွခိတ္တဗံစဉ်းစားပေးရမယ်ဆင်ခြင်ပေးရမယ်ဘလို့စဉ်းစားရမလို့ဒီဃရတ္တမိတံစိတ်တံတက္ကိလိဋ္ဌာရာဂိနာဒေါသေနာမောဟိနာဟောဣဒံစိတ်တံဟောဒီငါရဲ့စိတ်ကိုဒီဃရတ္တရှင်မြတ်လှစွာသောကာလပတ်လုံးနော်ရာဂိနာဒေါသေနာမောဟိနာဇာကဒေါသမောဟတရားတွေကနော်တန်ကိလိဋ္ဌာညင်နွမ်းအောင်လှုပ်ထားတယ်လို့အဲ့လိုဆင်ခြင်ရမယ်ငါရဲ့စိတ်ဟာအလွန်ကြာမြင့်စွာသောကာလကနေဒီကနေ့တိုင်အောင်ဇာကဒေါသမောဟတို့ကြောင့်ညင်နွမ်းနေရတယ်လို့အဲ့လိုအမြဲတမ်းဆင်ခြင်ဒီနှစ်ခုကိုဆက်ဆက်တက်ဖို့လိုတယ်နော်တိုင်မှာတောင်းနဲ့ခြိထားတဲ့ခွေးတစ်ကောင်ဟာဒီတိုင်သားမှာပဲသွားရတယ်လာရတယ်လှက်ပတ်ပြီးတော့ဒီတိုင်သားမှာပဲအေးရအဲ့လိုပဲခန္ဓာ၅ပါးရဲ့ပုံမှာအမှတ်မမြင်နိုင်မဲနဲ့ပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့ဒီတက္ကာဒိဋ္ဌိရှိနေသေးသမျှဖြစ်နေသမျှဒီတရားဝါတွေဟာဒီခန္ဓာ၅ပါးမှာပဲအကျုံးဝင်ပြီးတော့ဒီဒုက္ခဆက်ပြီးတော့ဖြစ်နေတယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဆက်ပြီးတော့အခုပြောတဲ့စကားလေးကိုဆက်ဆက်တက်ဖို့လိုတယ်နော်ဒါကြောင့်ဘယ်လိုစဉ်းစားမလဲကိုယ်စိတ်အမြဲတမ်းဆင်ခြင်ရငါစိတ်ဟာအလွန်ကြာမြင့်လှတဲ့ကာလကနေဒီကနေ့တိုင်အောင်ညင်နွမ်းနေတယ်ဘာကြောင့်ညင်နွမ်းတာတော့ဇာကဒေါသမောဟတို့ကြောင့်ညင်နွမ်းနေတယ်ဆွဲမဲ့မှုမကျေနပ်မှုအမှတ်မသိမှုနော်သူတို့သုံးမျိုးကိုခေါင်းကောက်ပြီးတော့ဟောတယ်ဟုတ်လားဆွဲမဲ့မှုဆိုတဲ့ຢာကစိတ်တိုင်းမကြမှုဆိုတဲ့ဒေါသအမှတ်မသိမှုလို့ဆိုတဲ့မောဟအဲ့ဒီຢာကဒေါသမောဟတို့ကြောင့်ငါစိတ်ဟာကြာမြင့်လာဆိုသောကာလပတ်လုံးညင်နွမ်းခဲ့ရတယ်ညင်နွမ်းနေတယ်အဲ့ဒါလိုစဉ်းစားဆင်ခြင်ရမယ်လို့ပြောပြီးတော့မြတ်စွာဘုရားကဘယ်လိုလေးသုံးသပ်ပြတော့စိတ်တတံကိလေသာဘိက္ခွေတတ္တတံကိလေတံတိစိတ်တဝေါဒနာတတ္တဝိသုဇံတိယဟန်တို့တဲ့စိတ်ညင်ညူးလို့သာတတ္တဝါတွေညင်ညူးကြစိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်တဲ့ဟောဒေသနာကရှုတော့ဥဒိကျေတစ်မျိုးလှည့်သွားပြန်ပြီနော်သေချာနာတော့ဒါတစ်ဆက်တည်းဟောထားတာပဲဟုတ်လားစိတ်တွေညင်နှံလို့သာတတ္တဝါညင်နွမ်းရတယ်စိတ်တွေဖြူရှင်ရင်တတ္တဝါဖြူရှင်ရတယ်ဒါစိတ်ကဘာကြောင့်ညင်နွမ်းတာတော့ဇာကဒေါသမောဟလို့တော့စိတ်ကိုညင်နွမ်းအောင်လုပ်တဲ့အရာကို၃မျိုးဒီမှာမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဥမာ2မျိုးထပ်ပေးပြန်တယ်ယဟန်တို့တဲ့လက်စွမ်းမြပကြီးကားတွေကိုမြင်ဘူးတယ်မဟုတ်လားတဲ့အလွန်စမ်းကြယ်စွာရေးဆွဲထားတဲ့ပကြီးကားဟုတ်လားအော်လို့မကုန်နိုင်လောက်အောင်စမ်းကြယ်လိုက်တာကြည်တန်းလှုပ်တက်လိုက်တာလို့ပြောရလောက်အောင်အရန်စမ်းကြယ်တဲ့ပကြီးကားပေါ့နော်အဲ့ဒီဘလောက်စမ်းကြယ်ပါတယ်ဆိုတဲ့ပကြီးကားပဲဖြစ်ဖြစ်အဲ့ဒါလည်းစိတ်နဲ့သာနဲ့ဖန်တီးထားတာဖြစ်တယ်တဲ့ဒါကြောင့်စိတ်ရဲ့စမ်းကြယ်မှုကိုသူလည်းမမှီဘူးတဲ့ဟုတ်လားဒါကြောင့်ငါရဲ့စိတ်ဟာအချိန်ကာလကြာမြင့်စွာຢာကဒေါသမောဟတို့ကြောင့်ညှဉ်းနှွမ်းခဲ့ရတယ်လို့ရှင်းချင်းပြီးတော့စိတ်ကိုဖြူရှင်အောင်လုပ်ရမယ်စိတ်ကိုတန်ရှင်းအောင်လုပ်ရမယ်စိတ်ညှဉ်းနှွမ်းရင်တတ္တဝါညှဉ်းနှွမ်းတယ်စိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်နောက်တစ်ချက်ထပ်ပြီးတော့ဥမာပေးတယ်ယဟန်တို့တဲ့တိရစ္ဆာန်တွေရဲ့ခန္ဓာအစုဟာအယံစမ်းကြယ်တယ်တဲ့လက်စွမ်းပြပကြီးကားတဲ့တိရစ္ဆာန်လေးတွေရဲ့ခန္ဓာဘဝကပို့ပြီးတော့စမ်းကြယ်တယ်
ဟုတ်တယ်တချို့ငှက်ကလေးဆိုရင်အယောင်ကမျိုးစုံဘယ်လိုလုပ်မြန်ဖြစ်နေလဲလို့နော်စဉ်းစားလို့ရနော်နှုတ်သီးပါတယ်ပြန်နိုင်တယ်သွားလဲသွားနိုင်တယ်အမျိုးမျိုးပဲလေတရားဝါဒီထဲမှာတိဋ္ဌာန်စမ်းကြယ်သုံးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တိဋ္ဌာန်ဘာလို့စမ်းကြယ်တာတော့စမ်းကြယ်တဲ့တိဋ္ဌာန်ဘုရားဘာလို့ရတာတော့ဘာလို့ဖြစ်တာဆိုပြုခဲ့တဲ့ကံစမ်းကြယ်လို့ဟောစမ်းကြယ်အဲ့ဒီကံကဘာလို့စမ်းကြယ်ဆိုစိတ်စမ်းကြယ်လို့ဒါနဲ့ကံစမ်းကြယ်ဟုတ်လားအဲ့ဒါကိုလည်းမြတ်စွာဘုရားလူရင်းလေးပြောတယ်တိဋ္ဌာန်တွေကအလွန်စမ်းကြယ်တယ်တဲ့အဲ့ဒီစမ်းကြယ်ပါလေဆိုတဲ့တိဋ္ဌာန်လည်းပဲစိတ်စမ်းကြယ်လို့ဒါရင်စမ်းကြယ်တဲ့ဘဝကိုရကြတာဒါကြောင့်စိတ်ရဲ့စမ်းကြယ်မှုကိုတော့မမှီဘူးတဲ့ဆိုလိုတာကဒါဥစဉ်ကဒီဒေသနာလေးကိုဖတ်ပြီးတော့စိတ်ထဲမှာနားလည်မိတာလေးတစ်ခုကဒီစိတ်ကပဲမှားနေတာဒီစိတ်ကပဲပြဿနာရှားနေတာဒီစိတ်ကြောင့်ပဲဒုက္ခရောက်နေတာဒါကိုပြောခြင်းဒါကြောင့်ကိုယ်စိတ်ကိုတဲ့အောင်မှန်အောင်ကြိုးပမ်းအားထုတ်ရမယ်ဆိုတာလေးကိုပြောခြင်းဟုတ်လားဒါကြောင့်စိတ်ညစ်ညူးရင်တတ္တဝါညစ်ညူးရတယ်စိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်အဲ့တော့ဒီစိတ်ကိုညစ်ညူးအောင်လုပ်တာကဘာလို့လဲဇာကဒေါသမောဟပဲအဲ့တော့စိတ်ကိုဒီဇာကဒေါသမောဟကင်းကွာအောင်လုပ်နိုင်မယ်ဆိုရင်လည်းပဲဒီစိတ်ကဖြူရှင်းပြီးတော့အမှန်မြင်ပြီးတော့ဩဒါတွေဟာတဘာဝတရားတွေပဲပုဂ္ဂိုလ်တတ္တဝါမဟုတ်ပါလားဆိုတဲ့တက္ကာယဒိဋ္ဌိဆိုတဲ့အငြိအကျေးကိုရှင်းကျော်နိုင်တဲ့အနေအထားကိုလည်းအများကြီးထောက်ကူပြုလိုက်မယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဒါဥစဉ်စဉ်းစားကြည့်တာပါနော်စိတ်ပေါ်မှာအဓိကမူတည်နေတယ်ဆိုတာလေးကိုစိတ်ကိုအဓိကထားပြီးတော့ပြောနေတာမြတ်စွာဘုရားဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတော်တို့ကျိုးဆယ်ကြောင်းထဲမှာဘယ်ကျိုးဟာခိုင်မြဲဆုံးလဲတနည်းအားဖြင့်အဆိုးဝါးဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိပဲသူ့ကိုကင်နိုင်လို့ရှိရင်ကျန်တာတွေကိုကင်တွေ့ပြီးသားဖြစ်မယ်ဆိုတာလေးကိုရိုးရိုးလေးနားလည်စေချင်တယ်နော်ဒါကြောင့်သူ့ကိုဦးဇင်းတို့နိုင်အောင်ကင်ဖို့တနည်းအားဖြင့်သူ့ကိုဖြတ်တောက်အောင်ကြိုးစားဖို့အားထုတ်တဲ့နေရာမှာလည်းပဲနိမန်လမ်းမှာဘယ်နည်းနဲ့အားထုတ်မလဲလို့မေးရင်ဒီသတိပဋ္ဌာန်ဘာဝနာတရားပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဧကာယနာဆိုတဲ့အသုံးနှုန်းလေးနဲ့ဟောတာကိုလုံနေတဲ့အလုပ်ရတန်ဖို့ကိုနားလည်ဖို့လိုတယ်နော်ဘယ်နည်းဖြစ်ဖြစ်မြတ်စွာဘုရားဟောထားတာအကုန်လုံးကတကယ်တမ်းကတရားလူတရားမြတ်ရတယ်ဆိုတာဘဝခန္ဓာရဲ့အကြောင်းကိုသစ္စာဆိုင်အောင်သိတဲ့အသည့်ကိုဆိုလိုတာတဘဝခန္ဓာရဲ့အကြောင်းကိုသစ္စာဆိုင်အောင်အမှန်သိအောင်သိကျင်တယ်ဆိုရင်ဒီဘဝခန္ဓာရဲ့ပုံမှာပဲအမှန်သိနေအောင်ကြိုးစားကြရမှာဒါပဲရှိတယ်ဟုတ်လားစဉ်းစားဒါကြောင့်နီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဇဝေဇဝါတွေမဖြစ်စေခြင်းဘူးပေါ့နော်ဒါကြောင့်မို့လို့အခုဒီမှာတက္ကာယဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့အရှင်းအောင်လင်းအောင်ကြိုးစားအထောက်တဲ့နေရာမှာဒီတတိပဋ္ဌာန်ဘာဝနာတရားတစ်ခုပဲရှိတယ်ဆိုတာလေးကိုနားလည်စေတယ်ဒါကြောင့်ဧကာယနာပြောလက်စစကားလေးကအဲ့ဒီနော်ဧကာယနာဆိုတဲ့စကားလုံးနဲ့ဟောတာဧကာယနာဆိုတာဘာလဲတကြောင်ဒီသောလမ်းလို့ပြောတာနော်ဓမ္မသတိပဋ္ဌာန်သုတ်တန်ကြီးမှာအဲ့ဒီစကားလုံးကစပြီးတော့ဟောတာပဲဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိတုဒ္ဓိယဧကာယနောဆိုတဲ့စကားလုံးလေးကစပြီးတော့ဟောတာတတိပဋ္ဌာန်တရား၄ပါးဟာတတ္တဝါတွေရဲ့စိတ်သက်ဖြူရှင်ဖို့အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်။သောကပရိဒေဝနဲ့သမတိကမာယစိုးရိမ်မှုသောကနဲ့ငိုကြွေးမှုပရိဒေဝကိုကြော်လွှားတတ်နိုင်ဖို့အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်။ဒုက္ခဒေါမနတနဲ့အထင်ကမာယကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ချုပ်ငြိမ်းသွားစေရန်အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်။ညာယတ္တဓိကမာယနိဗ္ဗာန်တသစ္စိကရိယာယဉာဏ်အစဉ်စဉ်မြင့်ပြီးတော့မဲ့ဉာဏ်ပူဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ရှောင်လန်းကြရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်ဟောအဲ့ဒီတကြောင်ဒီသောလမ်းဆိုတာလို့စဉ်းစားလမ်းကတကြောင်လေးရှိတာဆိုတော့ဒီလမ်းကိုရှောင်ရင်လမ်းခွဲတွေနဲ့ဒီပြင်နေရာတွေများရှောက်ရောက်သွားမှလားလို့တွေးကြမရှိဘူးဒါနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဒီတကြောင်ပဲရှိဒါမျက်စိလေစရာလည်းမလိုဘူးဘေးကိုလမ်းခွဲမရှိတဲ့အတွက်ကြောင့်တနေရာရောက်သွားမှလို့လည်းပူစရာမလိုဘူးတနည်းအားဖြင့်ဒီလမ်းကိုရှောင်ရင်ဆိုင်မြိုက်မြိုက်ကိုပဲနိဗ္ဗာန်ချမ်းသာတွေကိုဆက်ရောက်သွားလိမ့်မယ်တခြားဘယ်ကိုမှရောက်သွားမဲ့လမ်းမဟုတ်ဟုတ်ရဲ့လားတနည်းအားဖြင့်နိဗ္ဗာန်ချမ်းသာကိုရကြရင်လည်းလမ်းကဒီတလမ်းပဲရှိတဲ့အတွက်ကြောင့်ဒီတလမ်းကိုပဲရှောင်ရမယ်နော်ဒါကြောင့်မဲခင်၈ပါးကိုကျင့်သုံးရတယ်ဆိုတာလေတကယ်တမ်းကတတိပဋ္ဌာန်ဘာဝနာကိုကျင့်သုံးရတာကိုပဲမဲခင်၈ပါးကျင့်တယ်လို့ဆိုတာပါပဲတကယ်လက်တွေ့မှာတတိပဋ္ဌာန်ဘာဝနာကိုကျင့်ကြရတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ကိုကျင့်သုံးနေတဲ့ဒီအကျင့်မြတ်ဟာမြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့ကြောင့်ဒီသောလမ်းဖြစ်တယ်ဆိုတာလေးကိုနားလည်ကြပါနော်ဒီကနေ့တန်ရောစဉ်ဆိုတဲ့နောက်ဒီစကားလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်တဲ့စကားတွေကိုမနှဲပါဘူးနော်တဏှာကြီးထိုးတော့မယ်ဟုတ်လားတော့ပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်နော်တန်နဲ့လှုပ်ထားတဲ့တက်သားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဉာဏ်ရှိတဲ့လူတွေကမဆိုကြဘူးနော်အချင်းချင်းငက်ကွက်မှုမကင်းမဲနဲ့ဖြစ်နေကြတဲ့တန်ရောစဉ်အနှောင်ဖွဲ့ကိုသာလေ
ပညာရှိတဲ့လူတွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုကြတယ်အဲ့ဒီအနှောင်ဖွဲ့ကရော့နေတယ်လို့ထင်ရပေမဲ့လို့ဖြေဖို့အလွန်ခက်တယ်ဟုတ်လားဒါကြောင့်ဉာဏ်ရှိတဲ့လူတွေကကာမဒုက္ခကိုပယ်ရှားပြီးတော့ငက်ကွက်မှုမရှိဘဲနဲ့အဲ့ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့ယဟန်ပြုနိုင်ကြတယ်ဒါကပထမပိုင်းမှာပြောခဲ့တဲ့တန်ရောစဉ်ရဲ့နောက်စွမ်းရည်တန်ရောစဉ်ရဲ့သဘောတဘာဝနော်အဲ့ဒီတန်ရောစဉ်ကဘယ်နှပါးရှိတော့10ပါးရှိတယ်နော်ဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့သီလပတ္တပရမတ္တရဲ့ကာမိစန္ဒရဲ့ဗျာပါဒရဲ့ဆိုပြီးတော့အောက်ဆွဲကျိုး၅ချောင်းဟုတ်လားရူပယာကရဲ့အရူပယာကရဲ့မာနရဲ့ဥဒိစ္စရဲ့ဝိဇ္ဇာရဲ့ဆိုပြီးတော့အထက်ကိုဆွဲမဲ့ကျိုး၅ချောင်းကျိုး10ချောင်းပေါ့နော်အဲ့ဒါကိုမန္တလေးဆိုတော်ဘုရားကြီးရဲ့နော်တန်ရောစဉ်အကြောင်းဆက်ဆိုထားတဲ့လင်္ကာ၄ပါးဦးဇင်းတို့ရှုပ်ပြပါတယ်နော်ပြီးတော့အဲ့ဒီကျိုး10ချောင်းထဲမှာဘယ်ကျိုးကနော်အဆိုးဝါးဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိနော်အဲ့ဒီတက္ကာယဒိဋ္ဌိကျိုးအဆိုးဝါးဆုံးဆိုတာတဲ့သူကအဓိကကြတယ်ဆိုတာဖြတ်တောက်ပြရမယ့်နေရာမှာသူ့ကိုဦးစားပေးပြီးတော့ရှည်တန်းတင်ပြီးတော့ဖယ်ရှားဖို့ကြိုးစားရမယ်ဆိုတာလေးကိုပြောလိုတာပါဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်တိုင်ကုန်းမှာခြိခံရထားရတဲ့ဖွေးတကောင်နဲ့ဥမာပြီးပြီးတော့ဟောထားတယ်နော်ဂတ္တုလပတ္ထသုတ်တံဟုတ်လားအဲ့ဒါလေးပါဦးဇင်းတို့ဏိကုံးချုပ်ကလေးပြောပါတယ်နော်တော့အဲ့ဒီကျိုးကိုဖြတ်တောက်ဖို့အတွက်ခုသတိပဋ္ဌာန်ဘာဝနာကိုကြိုးစားကြသတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ဒီတန်ရောစဉ်ကျိုးတွေကိုဖြတ်တောက်ဖို့ကြိုးပမ်းအားထုတ်တဲ့နေရာမှာတခုတည်းသောအသုံးပြုရမယ်နိလန့်တခုတည်းသောရှောင်လန်းရမယ်လမ်းကြောင်းဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်အပမဒဆိုတဲ့သတိတရားလက်ကင်ထားပြီးတော့မိမိတို့ကျင့်သုံးနေတဲ့အလွန်မြင့်မြတ်တဲ့ဒီကျင့်စဉ်ကိုဇွဲလုံးလဝိရိယထက်ထက်တန်တန်ဖြင့်ကြိုးစားအထောက်ရင်းဖြင့်တောက်ဆုံးမဉ္ဇဉ်ပုညမျက်နှိပ်ပုံကိုမျက်မှောက်ပြုနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဋကပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမျက်နှိပ်ပုံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း